သိခြင်းသဘောတရားဆိုတာလူသားတိုင်းရင်ဆိုင်ဖြည့်ရှင်းကြရမယ်အင်မတန်ကြီးမားတဲ့ပြဿနာကြီးတစ်ခုဆိုတာကိုအရင်နားလည်ထားစေခြင်းနဲ့တတ္တဝါတိုင်းအသက်ကြီးငယ်မရွေးပညာတတ်မတတ်မရွေးစီးပွားဥစ္စာရှိမရှိမရွေးလူသားတိုင်းနဲ့ဆက်ဆံတဲ့တရားဘယ်လိုတတ္တဝါမျိုးမဆိုသိခြင်းတရားဆိုတာရှောင်လွှဲလို့မရတဲ့အတွက်ကြောင့်တတ္တဝါတိုင်းပဲဒီသိခြင်းတရားနဲ့ပတ်သက်ပြီးတော့သိထားတဲ့နဲ့နားလည်ထားတဲ့နဲ့ပေါ့အဲ့တော့ဦးဇင်းတို့သိခြင်းသဘောဆိုတာဘယ်လိုရှိလဲသိခြင်းသဘောဆိုတာအလွန်မှခမန်းရခက်တဲ့သဘောရှိပါတယ်သိခြင်းနဲ့ဆိုရင်လွယ်လွယ်လေးသိသွားတာပဲမသိခြင်းသေးဘူးဆိုရင်လည်းပဲဘာတွေပဲဖြစ်နေမသိဘဲနဲ့ဒီတိုင်းနေကြတာပဲသိခြင်းတရားရဲ့နောက်ွယ်ကအကြောင်းတရားတွေဟာအလွန်တရာမှသိနိုင်ခဲ့တဲ့သဘောရှိတယ်ပေါ့ဒါကြောင့်ဦးဇင်းတို့ကျမ်းဂန်နေတဲ့မှာလူသားတွေကြိုတင်ပြီးတော့မသိနိုင်တဲ့အကြောင်းအရာ၅မျိုးဆိုပြီးတော့ဝိသုဒ္ဓိမဲ့ကျမ်းထဲမှာဖော်ပြထားတာလေးရှိတယ်ပေဒပေါင်းသူတော်ကောင်းတို့လည်းပဲမှတ်သားထားပူကြပြီးသားပါဇီဝိတံဗျာတိကာလောစဒေဟနိခေပနံဂတိတဲ့လူသားတွေကြိုတင်ပြီးတော့မသိနိုင်တဲ့အကြောင်းအရာ၅မျိုးနံပါတ်1ဇီဝိတံတတ္တဝါတွေဟာမိမိဘယ်အသက်ဘယ်အရွယ်မှာသိရလိမ့်မယ်ဆိုတာကိုတရားဓမ္မတို့ဦးဇင်းတို့တွေကြိုတင်ပြီးတော့မသိနိုင်ဘူးတဲ့အသက်ဆိုတာကြီးမှပဲသိမယ်ငယ်တုန်းတော့မသိနိုင်ဘူးလို့ဒီလိုပြောလို့မရဘူးဒါကိုလူတိုင်းနားလည်ထားပါတယ်အရွယ်အစားတိုင်းမှာတတ္တဝါတွေကသိနိုင်တယ်ပေါ့သစ်သီးတွေဟာအရွယ်အစားအမျိုးမျိုးတိုင်းမှာကြွေးကြနိုင်တဲ့ဘေးဆိုတာရှိသလိုတရားဓမ္မတို့ဦးဇင်းတို့လူသားတွေဟာလည်းပဲအရွယ်အမျိုးမျိုးမှာပျက်စီးခြင်းသေဆုံးခြင်းဆိုတဲ့ဘေးမရှိဘူးလားဗျရှိတယ်နော်သတင်းစာတွေကနာရေးကြော်ညာအခန်းကဏ္ဍကိုကြည့်လိုက်ပေါ့အသက်50လောက်ကိုဗဟိုပြုတ်ပြီးတော့အထက်အောက်သိခြင်းတိုင်းသိနေကြတာပဲဒါကြောင့်တတ္တဝါတွေဟာဘယ်အရွယ်မှာသိမယ်ဘယ်အသက်အရွယ်မှာသိမယ်ဆိုတာကိုကြိုတင်ပြီးတော့မသိနိုင်ဘူးတဲ့နောက်ဒုတိယဦးဇင်းတို့ကြိုတင်ပြီးတော့မသိနိုင်တဲ့အချက်ကဇီဝိတံဗျာတိကာလောစဗျာတိတဲ့ဗျာတိဆိုတာအနာယောဂါကိုပြောတာဒကာဓမ္မတို့ဦးဇင်းတို့တွေဟာဘယ်လိုအနာယောဂါနဲ့သိရလိမ့်မယ်ဆိုတာကိုကြိုတင်ပြီးတော့မသိနိုင်ဘူးသိခြင်းနဲ့ယောဂါနဲ့သိနိုင်တယ်ပေါ့ယောဂအကြီးကြီးတွေနဲ့မှသိနိုင်တယ်တိတိလေးတွေနဲ့တော့မသိနိုင်ဘူးလို့အဲ့လိုပြောလို့မရဘူးဦးဇင်းနဲ့ယဉ်နေတဲ့ဒကမာကြီးတယောက်ကပြောဦးတယ်သူ့ရဲ့မိခင်ကြီးကကင်ဆာယောဂဖြစ်တယ်လို့ဆိုတယ်အဲ့ဒါကင်ဆာယောဂကိုကုလိုက်တာခေါင်းတစ်ကောင်လုံးစပင်မွေးတွေအကုန်လုံးဖြူသွားတယ်လို့ဆိုတယ်အဲ့ဒါ16နှစ်လောက်ကြာအောင်ဒီကင်ဆာယောဂကြီးနဲ့နေနေတာမသိဘူးအဲ့ဒါသေတော့ကင်ဆာနဲ့မသိဘူးဘာနဲ့သေတော့ဆိုတော့ရုတ်တရက်အုံနှောက်သွေးကြောပြတ်ပြီးတော့သေသွားတယ်တဲ့ဒီယောဂဖြစ်လို့ဒီယောဂနဲ့ပဲသေလိမ့်မယ်လို့ကံတိကမ္မပြောလို့မရဘူးဒါကြောင့်ဒကာဓမ္မတို့ဦးဇင်းတို့ဘဝမှာမသေနိုင်တဲ့ယောဂဆိုတာမရှိပါဘူးတကယ်တမ်းကနော်ဒါကြောင့်ဘယ်လိုအနာယောဂဆွဲကပ်ပြီးတော့တို့တွေသေကြလိမ့်မယ်ဆိုတာကိုဒကာဓမ္မတို့ဦးဇင်းတို့တွေဟာမသိနိုင်ကြဘူးတဲ့နောက်ဦးဇင်းတို့တတိယမြောက်ကြိုတင်ပြီးတော့မသိနိုင်တဲ့အချက်ဇီဝိတံဗျာတိကာလောစကာလဆိုတာအချိန်ကာလကိုပြောတာပေါ့နော်မနေ့ကမှသေးလေမလားသို့မဟုတ်ညနေခင်းမှသေးလေမလားနေ့မှသေးမလားညမှသေးမလားဘယ်သူမှဒါကိုကြိုတင်ပြီးတော့မသိနိုင်ဘူးသိခြင်းတဲ့အချိန်မှသိနိုင်တယ်ပေါ့အထူးသဖြင့်တော့ကံကုန်တဲ့အချိန်မှသိကြရမှာမသိနိုင်တဲ့အချိန်ဆိုတာဘဝမှာမရှိဘူးဓမင်းစားရင်ကံကုန်တယ်ဆိုရင်ဓမင်းစားနေတဲ့အချိန်မှပဲသိရမယ်စကားပြောနေရင်ကံကုန်မယ်ဆိုရင်စကားပြောနေရင်ပဲသိရမယ်တချို့ညအိတ်ဆက်နေတော့မှသိသွားတယ်ဘယ်သူမှမသိလိုက်ဘူးမနဲ့လင်းမှသိနေပြီဆိုတော့သိရတယ်ဘုရင်တို့ငယ်ငယ်တုန်းကတက္ကကြီးတယောက်ကျောင်းကိုဥပုသ်ဆောင်လာရင်းနဲ့ကျောင်းစီယုံနာမှာထိုင်ပြီးတော့အပေါ့ဆွန်ရင်းနဲ့အဲ့ဒီအပေါ့ဆွန်နေတော့ပဲသိသွားတယ်အဲ့ဒါငုတ်တုတ်ကလေးသိနေတာမသိဘူးဘယ်သူမှဟာထိုင်နေတာကြာလာကြည်လားဆိုတော့မှသွားကြည့်တော့အသက်မရှိတော့ဒီတော့ဒကာဓမ္မတို့ဦးဇင်းတို့တွေဟာဘယ်အချိန်မှသိမယ်ဆိုတာကိုလည်းမသိနိုင်ဘူးတဲ့သိခြင်းတဲ့အချိန်မှသိနိုင်တယ်နောက်၄ခုမြောက်မသိနိုင်တဲ့အချက်ကဇီဝိတံဗျာတိကာလောစဒေဟနိခေပနံဂတိဒေဟနိခေပနဆိုတာက
မိမိတည်ပြီးတဲ့နောက်မှာမိမိရဲ့ရုပ်ကလပ်ကိုဘယ်နာကိုစွန့်မယ်ပြစ်မယ်မြုပ်နှံမယ်တင်းကြုံမယ်ဆိုတာကိုမသိနိုင်ဘူးတဲ့ဟုတ်လားဒီနားမှာမွေးပြီးတော့ဒီနားမှာနေမယ်ဒီနားမှာပဲတည်မယ်လို့ပြောလို့မရအောင်တချို့လေရင်စီးရင်နဲ့လေရင်ပြက်ကြပြီးတော့ကောင်းကင်မှာပဲပြာကျသွားကြတာတွေရှိတယ်ဒီကနေ့ခေတ်ပိုးပြီးတော့တောင်ဆန်းကျယ်တယ်လို့ဆိုရမယ်သင်္ဘောစီးရင်နဲ့သင်္ဘောမောက်သင်္ဘောပြက်ပြီးတော့ရေထဲမှာငါးစားဖြစ်သွားကြတာလည်းရှိတယ်ရောက်ချင်တဲ့နေရာရောက်ပြီးတော့ပျောက်ချင်တဲ့နေရာမှာပျောက်သွားနိုင်တာပါပဲဒါကြောင့်ပိဋကပေါင်းတော်ကောင်းတို့ဦးဇင်းတို့တွေမသိနိုင်တဲ့၄ခုမြောက်အချက်ကဒီရုပ်ခန္ဓာရုပ်အလောင်းကောင်ကိုဘယ်နာကိုစွန့်ရမယ်ပြည့်ရမယ်ဆိုတာမသိနိုင်ဘူးတဲ့နောက်၅ခုမြောက်မသိနိုင်တဲ့အချက်ကြတော့ဘာပြောထားတော့ဂတိတဲ့ဂတိဆိုတာတတ္တဝါတွေသိပြီးတဲ့နောက်မှာလာရရောက်ရပုံဘဝပုံဌာနကိုဂတိလို့ဆိုတာပုရုဇဉ်တတ္တဝါတူတယောက်သိပြီဆိုလို့ရှိရင်သူ့ရဲ့သေခါနီးစိတ်အခြေအနေပေါ်မှာမူတည်ပြီးတော့အပေလေးပုံလူပုံနတ်ပုံပြမပုံရောက်ကျင်တဲ့ပုံဌာနကိုရောက်သွားနိုင်တယ်ရကျင်တဲ့ဘဝကိုရသွားနိုင်တယ်သူ့ရဲ့သေခါနီးစိတ်အခြေအနေလေးပေါ်ကိုမူတည်ပြီးတော့ရောက်သွားမယ်ဥပမာအဖြစ်တစ်ပင်ပေါ်ကနေပြီးတော့တစ်ရွက်လေးတစ်ရွက်ကျွေးကြလာတယ်ဘယ်နာကိုကြမယ်ဆိုတာကိုဘယ်သူမှအတတ်မပြောနိုင်ဘူးအဲ့လိုပဲပုထုဇဉ်လူသားတစ်ယောက်သိပြီဆိုလို့ရှိရင်ဘယ်နာကိုရောက်သွားမယ်ဘယ်ဘဝကိုရောက်သွားမယ်ဆိုတာဘယ်သူမှမသိနိုင်ဘူးသူပြုတ်ထားတဲ့ကံတရားဒီကံဒီစိတ်အခြေအနေဒါတွေပေါ်မှာမူတည်ပြီးတော့သူရောက်သွားမယ်ပေါ့ဒါကြောင့်သိခြင်းတရားဆိုတာအလွန်တရာမှသိနိုင်ကြတဲ့သဘောရှိတယ်နော်ဘယ်တဲ့ရွယ်မှာသိမယ်ဆိုတာမသိနိုင်ဘူးဘယ်နာယောဂနဲ့သိမယ်ဆိုတာမသိနိုင်ဘူးဘယ်ချိန်ကာလမှာသိမယ်ဆိုတာမသိနိုင်ဘူးဟုတ်လားသိပြီးတဲ့နောက်ရုပ်အလောင်းကိုဘယ်နာဆွန့်အပြည့်ရမယ်ဆိုတာကိုမသိနိုင်ဘူးသိပြီးတဲ့နောက်မှာဘယ်ဘဝဘယ်ပုံဌာနကိုရောက်မယ်ဆိုတာမသိနိုင်ဘူးလို့မသိနိုင်ခြင်းအကြောင်းမျိုး၅မျိုးအဲ့ဒီမှာပြောထားတယ်။ဘာကြောင့်အဲ့လိုဦးဇင်းတို့မသိရတာတုံးဆိုတော့သိခြင်းတရားဆိုတာအကြောင်းတရားများစွာရှိတယ်တဲ့။နော်သိခြင်းတရားဆိုတာအကြောင်းတရားများစွာရှိတယ်။အမျိုးမျိုးသောအကြောင်းကြောင့်တရားဓမ္မတို့ဦးဇင်းတို့ရဲ့ခန္ဓာကိုယ်ကြီးဟာပျက်စီးနိုင်တယ်။မြတ်စွာဘုရားကတော့မဟာသေနေနမစ္ဆုနသိခြင်းတရားဆိုတာစစ်တီများစွာရှိတဲ့ရှင်ဘုရင်တစ်ပါးနဲ့တူတယ်ဆိုတဲ့ဥပမာမျိုးပြောတာနော်ဣဇေဝကိစ္စမာတဗံကောဇေညာမရဏံသူဝေနာဟိနောသင်္ကရံတေနမဟာသေနေနမစ္ဆုနာဒီနေ့လုပ်เสียရှိတဲ့အလုပ်ကိုဒီနေ့ပဲပြီးအောင်လုပ်ပါမြင့်မြတ်မှုတွေကောင်းမွန်မှုတွေကုသိုလ်ကောင်းမှုတွေကိုဒီကနေ့ပဲလုပ်လိုက်ပါမနေ့ပြန်မှာဆက်ပြီးတော့ရှင်သန်ခွင့်ရှိမယ်သို့မဟုတ်ရှင်သန်ခွင့်မရှိဘူးဆိုတာကိုဘယ်သူမှကံတေကံမပြောနိုင်ဘူးတဲ့ဘာဖြစ်လို့တုံးဆိုတော့သေမင်းမှာစစ်တီများစွာရှိတယ်တဲ့တနည်းအားဖြင့်သေခြင်းတရားမှာအကြောင်းတရားများစွာရှိတယ်အဲ့ဒီအကြောင်းတရားများစွာရှိတဲ့သေခြင်းတရားနဲ့မိမိတို့အချင်းအချက်လှုပ်ထားတာမရှိလို့ပဲလို့မြတ်စွာဘုရားဟောတာအဲ့ဒီတည်းမှာဥယျာဉ်တို့သေခြင်းရဲ့အကြောင်းတရားတွေများတယ်ဆိုတာမဟုတ်ဘူးလားဟောသင်တို့ကျမ်းဂန်တွေထဲမှာတော့သိခြင်းတရားကိုအကြောင်း၄မျိုးဖွင့်ချပြီးတော့ပြထားတာလည်းရှိတယ်။ဘာကြောင့်တတ္တဝါတွေတည်သွားကြရသလဲဆိုတာနဲ့ပတ်သက်ပြီးတော့ကံမဲ့ခရကံကုန်လို့ရှိရင်တတ္တဝါတွေတည်တတ်တယ်။အာယုခရတက်တန်းကုန်လို့ရှိရင်လည်းတတ္တဝါတွေတည်တယ်။ဥပယခရတက်တန်းရောကံစွမ်းမှာနှမျိုးစုံတစ်ခါတည်းကုန်သွားလို့တည်သွားတာလည်းရှိတယ်တဲ့။နောက်ဥပိ္ပစေတကံတက်တန်းရောကံစွမ်းရောကြံရှိနေပါသေးတဲ့ကဲနဲ့ကပ်၍ဖြတ်တတ်တဲ့ကံလို့ဆိုတဲ့ဥပိ္ပစေတကကံကြောင့်တည်သွားကြတဲ့တတ္တဝါတွေလည်းရှိတယ်တဲ့။သိခြင်းရဲ့အကြောင်းတရား၄မျိုးအဲ့ဒီမှာပြောထားတယ်။အာယုခေယတက်တန်းကုန်လို့တည်တယ်။ကမ္မခေယကံစွမ်းကုန်လို့တည်ရတယ်။ဥပယခေယနှမျိုးစုံကုန်လို့တည်ရတယ်။ဥပိ္ပစေတကနှမျိုးစုံကြံနေပါသေးတဲ့ကဲနဲ့ကပ်၍ဖြတ်တတ်တဲ့ကံကြောင့်တည်ရတယ်။ဒီနေရာမှာပိဋကပေါင်းတော်ကောင်းတို့အဲ့ဒီအချက်၄ချက်ကိုနည်းနည်းလေးစဉ်းစားကြည့်ပါနော်အာယုခေယတဲ့တက်တန်းကုန်ရင်သေးတယ်တဲ့လူတွေရဲ့တက်တန်းကိုအခုလောလောဆယ်ဘလောက်လို့လူတွေပြောထားကြတယ်85နှစ်တန်းဆိုပြီးပြောကြတာပေါ့နော်အဲ့ဒါမြတ်စွာဘုရားကတော့သူ့ရဲ့လက်ထက်ကလူသားတွေရဲ့အသက်ဟာအနှစ်100တန်းဆိုပြီးတော့ဟောတယ်ပေါ့လူဟာလူရဲ့တက်တန်းထက်ဘလောက်ကြီးများပိုပြီးတော့နေနိုင်မလဲနော်အနှစ်100နေရအနှစ်100ပိုနေနေလူနေနေဒါပဲဟုတ်လားအဲ့တော့ကံတက်တန်းကုန်လို့ရှိရင်တတ္တဝါတွေကတည်ကြရမှာပါပဲဘယ်လောက်ကြီးပဲအသက်ရှိပါတယ်ပြောနော်
ဒါကြောင့်ပိဿပေါင်းတော်ကောင်းတို့လူတွေဟာလူရဲ့တက်တန်းထက်ပိုပြီးတော့အကြာကြီးနေခွင့်မရှိဘူး။နောက်ဦးဇင်းတို့ကံစွမ်းကုန်ရည်တည်ခြင်းနဲ့ဒါလေးကတော့တော်တော်စဉ်းစားရကောင်းတယ်လို့ထင်။တတ္တဝါတွေလူဘဝကြီးမှာကြာနေရတယ်ကြာမနေရဘူးဆိုတာကအထူးသဖြင့်တော့ကံစွမ်းပေါ်မှာအဓိကမူတည်နေမယ်လို့ထင်တယ်။ကိုယ့်ရဲ့ကံကလူဘဝမှာအကြာကြီးနေရမယ်ကံပါလာတယ်။ကံဆွမ်းအားတွေကောင်းတယ်ဆိုရင်အကြာကြီးနေရမယ်။ဥပမာဆိုကြပါစို့90ပဲ50စာလောက်ပဲနေဖို့ကံစွမ်းပါလာတယ်ဆိုရင်60တိနေရမှာမဟုတ်ဘူး50နဲ့သိမှာဟုတ်လားဒါကိုပိဿပေါင်းတော်ကောင်းတို့ကိုယ့်ရဲ့အသက်ဟာကံစွမ်းပေါ်မှာအဓိကမူတည်နေတယ်ဆိုတာလေးကိုများစဉ်းစားမိမယ်ဆိုရင်တော်တော်မကောင်းမေဘူးလားကောင်းတယ်နော်ကိုယ်ကံစွမ်းရှိသလောက်ပဲနေကြရမယ်ခက်တာတခုကကိုယ့်ရဲ့ကံကလူ့ဘဝကြီးမှာနေဖို့အတွက်ဘလောက်ပါလာတယ်ဆိုတာကိုသိနိုင်ခွင့်မရှိဘူးဘလောက်ပါလာတယ်ဆိုတာကိုသိနိုင်ခွင့်မရှိပေမဲ့လို့သိကြတာလေးတွေကိုစဉ်းစားကြည့်ရအောင်အဲ့ဒါပါလဲဆိုတော့နေခဲ့တဲ့လောက်တော့ကံစွမ်းတွေကုန်ခဲ့ပြီဆိုတာလေးဆိုကြပါစို့ကိုကလူ့ဘဝကြီးမှာအနှစ်40နေခဲ့ပြီဆိုရင်အနှစ်40စာကံတရားတွေပါဖြစ်သွားပြီတော့ကုန်သွားပြီပေါ့နော်ကြည့်ရကိုက80စာလောက်ပဲပါမယ်ဆိုရင်ကိုကအခု60လောက်နေပြီးပြီဆိုရင်တော့ယနေ့စာလောက်ပဲကျန်တော့မယ်ပေါ့ဟုတ်လားတော့သိကြတာလေးတွေကိုစဉ်းစားကြည့်ရအောင်နေခဲ့တဲ့လောက်ကုန်ခဲ့ပြီဆိုတဲ့အချက်မသေးကြဘူးလားသေးကြတယ်နောက်ထပ်သေးကြတာပါရှိအောင်မလို့တဖြည်းဖြည်းနဲ့ကံစွမ်းဟာနည်းနည်းသွားတယ်ဆိုတဲ့အချက်လည်းမသေးကြဘူးလားကိုကဆက်ပြီးတော့တိုးနေတာဟုတ်လားနေသလောက်ပဲကံစွမ်းတွေကိုကိုကဖြုံးတိပြစ်တယ်လို့မျိုးဖြစ်နေတာဆိုတော့ကံစွမ်းကတဖြည်းဖြည်းနဲ့မဖြစ်တော့နေလာနော်တောက်ရီအိုတွေကရေကိုကိုကတစ်ခွက်ပြီးတစ်ခွက်တစ်ခါပြီးတစ်ခါခက်တောက်နေမယ်ဆိုရင်ကြာရင်တော့ဒီအိုးထဲရှိတဲ့ရေကလက်ကြံကမဖြစ်တော့နေသွားတကူဘဝမှာနေဖို့အတွက်ကံလက်ကြံဘလောက်ကြံသေးတယ်ဆိုတာကိုတော့မသိနိုင်ဘူးဟုတ်လားဒါပေမဲ့သိနိုင်တာကဘာလဲနေသွားတယ်ဆိုတဲ့အချက်ကတော့သိနိုင်တယ်ပေါ့အဲ့တော့ပိဿပေါင်းတော်ကောင်းတို့နည်းနည်းပဲကြံများပဲကြံဘလောက်ပဲကြံကုန်တဲ့အချိန်မှာသိကြရလိမ့်မယ်ဘလောက်ကြံသေးတယ်ဆိုတာလည်းမသိနိုင်ဘူးဒါကြောင့်ဦးဇင်းတို့ပိဿပေါင်းတော်ကောင်းတို့ကံစွမ်းကုန်ရင်လည်းပဲတတ္တဝါတွေသိရတတ်တယ်ဆိုတာလေးကိုစဉ်းစားရမယ်ပေါ့ကံကလည်းကုန်ရင်တဲ့ချိန်ကုန်မှာနော်ဘာလို့ဆိုကိုမသိနိုင်ဘူးကိုဟုတ်လားဒါကြောင့်ကံစွမ်းကုန်ရင်တတ္တဝါတွေသိကြရတယ်တချို့နှစ်မျိုးစုံလုံးကုန်သွားလို့တော့တိုက်ဆိုင်ပဲသိသွားကြတဲ့လူတွေရှိတယ်တတန်းစီနေပြီးတော့ကံစွမ်းလည်းကုန်တတန်းလည်းကုန်ပေါ့ဟုတ်လားတချို့ကြတော့လည်းပဲတတန်းရောကံစွမ်းမှာကြံသေးပါသေးတဲ့ကဲနဲ့ကပ်၍ဖြတ်တဲ့ကံလို့ဆိုတဲ့ဥပိ္ပစေတကကံကြောင့်သိကြရတာရှိတယ်ဒီကနေ့ခေတ်ပူပြီးတော့များတာပေါ့ဥပိ္ပစေတကကံနဲ့သိကြရတာဟုတ်လားဒါကြောင့်ဦးဇင်းတို့ဒီသိချင်းလေးမျိုးကိုကျမ်းဂန်တွေထဲမှာဥပမာလေးနဲ့ကပ်ပြီးတော့ပြောတယ်မီးတောက်ကလေးစီမီးတောက်ကလေးတစ်ခုထွန်းထားတယ်ဆိုကြပါစို့ဒီမီးတောက်ကလေးငြိမ်းသွားခြင်းမှာအကြောင်းတရားလေးမျိုးရှိတယ်တဲ့မီးစာကုံလို့ငြိမ်းသွားနှစ်စီကုံလို့ငြိမ်းသွားဟုတ်လားသုံးမီးစာရောစီရောတပြိုင်တည်းကုံလို့ငြိမ်းသွားနံပါတ်၄ကျတော့ဘာပြောလို့ဆိုတော့မီးစာရောစီရောရှိနေသေးတယ်ဒါပေမဲ့လေးတိုက်ချင်းတစ်စုံတစ်ယောက်ကငြိမ်းတက်လိုက်ခြင်းအစရှိတဲ့ဘေးပယောကတစ်ခုခုကြောင့်ဒီမီးတောက်ကလေးငြိမ်းသွားပိဿပေါင်းတော်ကောင်းတို့အလုံးဉာဏ်ရှိပါတယ်ဒါဘယ်လိုဥမာနဲ့ဆက်ဟပ်ပြီးတော့တွေးတောယူရမယ်ဆိုတာအလုံးနားလည်ကြပြီသားဟုတ်လားဒါကြောင့်တတ္တဝါတွေမှာဘယ်လိုအနေအထားမျိုးမှာဘယ်လိုအခြေမျိုးမှာဘယ်လိုအသက်အရွယ်မှာသိကြရမယ်ဆိုတာကိုမသိနိုင်ဘူးဘာဖြစ်လို့လဲဆိုတော့သိခြင်းရဲ့အကြောင်းတရားတွေဟာအလွန်မှများတဲ့အတွက်ကြောင့်တနည်းအားဖြင့်ဒီခန္ဓာကိုယ်ကြီးဟာအကြောင်းအမျိုးမျိုးကြောင့်ပျက်စီးသွားနိုင်တဲ့အတွက်ကြောင့်ဘယ်လိုပုံစံဘယ်လိုအနေအထားဘယ်လိုအချိန်သိရမယ်ဆိုတာမသိနိုင်ဘူးအဲ့ဒီအချက်နဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့သိခြင်းတရားဆိုတာအလွန်တရာမှမြန်ဆန်ရောက်လာတတ်တယ်ဆိုတာနဲ့ဆက်ပြီးတော့တနည်းအားဖြင့်တော့သိတတ်တဲ့သဘောတရားနဲ့ပတ်သက်ပြီးတော့ပို့ပြီးတော့ကြည်ကြည်ပြန့်ပြန့်နားလည်မှုရှိသွားအောင်ဦးဇင်းတို့အင်္ဂုတ္တပါဠိတော်တတ္တကနိဗ္ဗာန်မှာလာရှိတဲ့ရကသုတ်တံဆိုတာလေးကိုပြောပြခြင်းတယ်အဲ့ဒီသုတ်တံမှာသိခြင်းတရားနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဟောထားပုံလေးယဟန်တော်တွေကိုမြတ်စွာဘုရားဟောခဲ့တာပါယဟန်တို့တဲ့ရှင်းတုန်းကဖြစ်ခဲ့ဘူးတာလေးတစ်ခုကိုပြောပြမယ်တဲ့ရှင်းတုန်းကကာမရာဂကိုဇန်တရားဖြင့်ဖယ်ခွာထားနိုင်တဲ့အယူဝါဒတွေကိုတီထွင်နိုင်စွမ်းရှိတဲ့အ
Arakalo Amiyare, Yatisia Yidio Shigebude. Sandia Pin Kamaya Pequata Nine, Yuada Rego, determined 9 Shide. Alumimia de Turoni Vabe, Arakasure, Yatisia. Edisia Ma. The very Javon Yanswa, Tuzigan Biro, Niu Biro, Yeti will Biro, Jimmy de Gugini Jade, the very Shide. Radodo Yago Kumi Biro Nijana. Eri Ragasia Jiga, 2 years the very blue Somaro Solo. Abagam Jamana, Ziwita Manotana. Parade Lahukan, Bahubayata, Bahudokan, Bahubayata. Mandaya, Buddha, Kadavan, Kutala, Srita, Bajamasti, and Natiza Data Amarana. David Babylon Solo. Jamana, Uduro Hondo. Siajiga 2 years the very go to the Hondo, Cocopi or Deaga Jora. To the Hondo. Ludari at the Sola. Nodana Ludaro Yazivida at the Sola. Abakan Nene lead. Ludi Tendalo at the Sola, Miyaji Mahobu at the Sola Barado. Nene lead. Parita. Alomale 2 round lead. The Sola 2 lead, Shiji Mahobu. Piro Babiodo. Lahugan. Ludi at the Sola. Alom Miane, Jaji Maho. Hola. To don't you have no? Abaga, Adesura, Neneli, Miyaji Maho. Paritan, Tutuli, Shiji Maho. Lahuga, Aloma, Yamian Sazan, Compio Tore the Boshi, Jaji Dinida, Maho. Midodi, at the yet the boat of Awaha. Bahu Doka, Senior Muri, Elomiare. Bahu Bayatan, Pemamule, Elomiare. No boa, my Shantan Ditayare, so that Tata Niniara Maho. Chanyanda Niniara Maho. Bama Senior. Detail Santayara. Tajam at that senior is or a paredo. Senior Pemane Mandaya Buddha, Eri Echedego, Eri the Vawarigo, Yambian Yapsen, Kong Tibiro, Yambiro. Kadavan Kudala, Kudu Kombo Putende. Srida Bamasi, Yamado Jango Genton Dene. Nati Zata Amarana, Wipola at the one, but they would come she would. Oh, see, I got 2 years the very go so mara, no? To the Rondo. Ludari at the Soda, Alundiama 2 down, Alundiama Miane, Alundiama Nere. Loma leve senior Pemande, Tajam Dari Yampiana Ti, Miambiro. Kamugo, Putende, but yes, see the Gema. Miado Jango, Jendon Dende. We point at that door, better Wama de Uzura, Shiva Wood. See, I got 2 years the very go so much. Udo Kamugo, Pugo, Miado Jenigo, Jendongo address. Tejindiago, Yom Piro, Taitone, Lumsonamula. So, no? Other in the Tejindia will pure Piro, Taitone Niama. Tejindia, Ludari, and then Panda Piro, Rakasia Jiga. Duri at the Soda, a lonely Yamians were quick out to the days to run up the Piro. Ubama, Konamula Piro to Sepiro Jore. And I go pay the Bondro, a Jamili, a little Piro. A Jamia or so of Majame, Hola. Ubama, when a new Jore, Konamu. But I'm a bit of Umaga Baron Sora. To the Rondo, Ludari at the Soda. Otawa Bainu Bama. Miepshama, Chayang needed, names of Glina today. The song of Kalama Miepshalima. And we young lady, Lucy young lady, Lutiti lady, T. or name young lady Canada. Biburemola. Any name young lady, her neon Tolavi, Surane, Bechima, Gondware, Piauare, Sura, Zumamdi line. Hodamola. No? Name young lady, her neon Taula and Papietuaro. Go Piauare Machino, Piaudom Diro. Hello, Ludi at the Soda, Miepshama, Chayang needed, name young man today. Tajam Dali Piamadua de Kemba. Kauna would Lulu Yani a Kaidama, Mimia de Jingo, Jendonlu, Yani de a Kaidama, Kauna would Lopu Mimiata with Jendongo to Gampioneda. Hola, Tajam never de Umaga, Ludi at the Soda Paredo, Miepshama, Jani de Nimba. Tago Ueno, Madaya le ensemble Glazita. Miepsha name Jow, Mubao ye, what ye don't chit down Jam Yin. Tribute the Dui. Booby O Tep Jobby at that Tami no who Uma Konemu. And I never knew Umaga Baron Soro. Miepsha name Jow, Mubao ye, what? We know Moga Kalama Muyavi, so yeah. Jibin Yibo Mabuba Guli like Channel.
နော်ရေဘွက်ကလေးတွေဟာဝိုင်းကနေထင်သွားတာလေးတွေလူတိုင်းမြင်ဘူးတယ်နော်အေးအဲ့ဒီမိုးရေကျလာလို့ဒီရေပြင်လေးပေါ်မှာနော်ရေလှိုင်းကလေးတွေအဝိုင်းလိုက်ထင်သွားတယ်နော်ဒီရေဘွက်ကလေးဟာပိဿပေါင်းတော်တော်ဘယ်လောက်ကြာတော့များတော့မှမကြာဘူးဟုတ်လားအဲ့လိုပဲလူသားတွေရဲ့အသက်ဆိုတာနော်ဥဒကပုပ္ပုလူကမရေပေါ်မှာကျနေတဲ့ရေဘွက်ကလေးနဲ့အလွန်တူတယ်လို့ဆရာကြီးကဥမာပေးပြီးတော့ပြောတာမြက်ဖြာနှင်းပြောက်မိုးပေါက်ရေဘွက်ရေထက်ဒုတ်ချစ်တယ်တခါတလေကလေးတွေရေမျက်နှာပြင်ပေါ်မှာဒုတ်ချောင်းလေးနဲ့ချစ်လိုက်တယ်ထင်းသွားတဲ့အကြောင်းလေးဟာဘယ်လောက်ကြာတော့လုံးဝမကြာဘူးမရှိရဒုက္ခသွားရင်နောက်ကအကြောင်းလေးကလိုက်ထင်ပြီးတော့ရေကတော့တခါတည်းလိုက်ပြီးတော့ဖုံးသွားတာပဲဟုတ်တယ်မဟုတ်လားအဲ့လိုပဲလူသားတွေရဲ့တက်တန်းဆိုတာရေပေါ်မှာဒုတ်ချောင်းနဲ့ချစ်လို့ထင်လာတဲ့အရေးအကြောင်းနဲ့တူတယ်တဲ့ဥဒကိဒန္တရာဇုပမရေပေါ်မှာထင်းလာတဲ့ရေးချစ်လိုက်လို့ထင်းလာတဲ့အရေးအကြောင်းနဲ့တူတယ်မြက်ဖြာနှင်းပြောက်မိုးပေါက်ရေဘွက်ရေထက်ဒုတ်ချစ်တောင်ချမြင့်နဲ့နဒီပပ္ပတိယုပမတောင်ပေါ်ကနေပြီးတော့အရှိန်နဲ့ထိုးကြပြီးတော့စီးဆင်းလာတဲ့တောင်ချမြင့်ပင်လေသမုဒ္ဒရာကြီးကိုဥတည်ပြီးတော့စီးဆင်းနေတဲ့တောင်ချမြင့်အဲ့ဒီတောင်ချမြင့်နဲ့တရားဓမ္မတို့ဥဒိနရဲ့ဘဝဟာအလွန်တူတယ်လို့ဆိုတယ်ပေဒပေါင်းသူတော်တို့တောင်ချမြင့်ဆိုတာလေးကိုမျက်စိနဲ့မြင်အောင်ကြည့်စမ်းပါရိုးမြင့်လို့တောင်မြတ်စွာဘုရားမဟုတ်တောင်ချမြင့်တဲ့ရိုးမြင့်ကစီးလို့စီးရင်လှုပ်လှုပ်အဲနဲ့သူကအေးအေးဆေးဆေးပဲစီးမှာတောင်ချမြင့်ဆိုတော့အရှိန်အဟုန်နဲ့အားနဲ့မန်းနဲ့မြန်ဆန်တွတ်လက်စီးဆင်းနေတာစီးဆင်းနေတာကဘယ်ကိုဥတည်ပြီးတော့စီးဆင်းနေတာပင်လေသမုဒ္ဒရာစီကိုဥတည်ပြီးတော့စီးဆင်းနေတာအဲ့လိုစီးဆင်းနေတဲ့အနေအထားကိုဒီခြားအကဲခတ်ကြည့်မယ်ဆိုလို့ရှိရင်ဒီတောင်ကျမြင့်ဟာမစည်းစင်းမဲ့နဲ့ရက်နေတယ်ဆိုတဲ့အချိန်တစ်ချိန်မှမရှိဘူးဟုတ်တယ်မဟုတ်လားမနေ့ကင်းလဲစီးတယ်နေ့လည်းကင်းလဲစီးတယ်ညနေကင်းလဲစီးတယ်နေ့လည်းစီးတယ်ညလည်းစီးတယ်သူမစီးတဲ့အချိန်ရက်နေတဲ့အချိန်ဆိုတာဘယ်အချိန်မှမရှိဘူးအဲ့ဒါလိုပဲဒကာတော်တို့ဥိနဝိဘဝရဲ့ဒီရှင်သန်ခြင်းခရီးစဉ်နော်ဒီဆုံးခြင်းဒီကိုဥတည်ပြီးတော့သွားနေရတဲ့ဒီခရီးရက်နေတယ်နားနေတယ်လို့တစ်ချိန်မှမရှိဘူးတောင်ကျမြစ်ဒီအရက်အနာမရှိတလက်ဆက်စီးဆင်းပြီးတဲ့ကဲ့သို့တရားဓမ္မတို့ဦးဇင်းတို့ရဲ့တည်ခြင်းဒီကိုသွားနေရတဲ့ဒီရှင်သန်ခြင်းဆိုတဲ့ခရီးဟာအရက်မရှိဘူးအနာမရှိဘူးအမြဲတမ်းသွားနေတယ်မနေ့ကင်းလဲသွားတယ်နေ့တည်းကင်းလဲသွားတယ်ညနေကင်းလဲသွားတယ်မင်းစားရင်လဲသွားတယ်ရေချိုးရင်လဲသွားတယ်အလုတ်လုတ်ရင်လဲသွားတယ်စကားပြောရင်လဲသွားတယ်ကိုတိမတိသူကတော့ဘာဖြစ်နေတော့သွားနေတယ်ရုပ်စွာအစုံညအခါအိတ်ဆက်အနားယူပါတယ်ဆိုတဲ့အချိန်မျိုးမှတောင်းမှဒီခန္ဓာကိုယ်ကြီးဟာတည်ခြင်းတရားကြီးကိုသွားတဲ့ခရီးကိုရက်နေပါသလားမရက်ဘူးသူသွားနေတယ်ဟုတ်လားအဲ့တော့ဦးဇင်းတို့ပြည်သက်ပေါင်းသူတော်ကောင်းတို့ဒလဇက်အရက်မရှိအနားမရှိဒလဇက်သွားပြီဆိုရင်တော့သိကြတာကပါလေတဖြည်းဖြည်းနဲ့နီးလာမယ်ဆိုတဲ့အချက်ပေါ့ဟုတ်ရဲ့လားသူကအရက်မရှိအနားမရှိသွားတာ哦နော်ဒါကြောင့်အဲ့ဒီအချက်ကလေးကိုပုံပေါ်အောင်နည်းနည်းလေးဦးဇင်းအသေးစိတ်ပြီးတော့ပြောလိုက်ပါတယ်နော်လူသားတွေရဲ့ရှင်းသန်းနေရတယ်ဆိုတဲ့အနေအထားဟာတောင်ကျမြစ်တစ်စင်းစီးဆင်းနေတာနဲ့အလွန်တူတယ်ဥပမာတစ်ခုရှိသွားပြီတော့မြက်ဖြာနှင်းပြောက်မိုးပေါက်ရေပွက်ရေတက်တုတ်ချေတောင်ကျမြစ်နဲ့လေးခုရှိသွားပြီနော်ရေတက်တုတ်ချေတောင်ကျမြစ်နဲ့ထွေးပြစ်တဲ့ထွေးဟောအားရှိတဲ့လူတစ်ယောက်နော်ကျမကြီးကောင်းတဲ့လူတစ်ယောက်တတွေးထွေးလိုက်တယ်ဆိုတာဘာမှခက်ခဲမှုမရှိဘူးတဲ့နော်ပုံမှန်လူတစ်ယောက်တတွေးထွေးတယ်ဆိုတာဘာခက်ခဲမှုရှိလဲဘာမှမရှိပါဘူးရှားပြားလေးနဲ့တတွေးကိုလိတ်သိမ့်ပြီးတော့အသာပဲထွေးပလိုက်တာပဲလူဘဝဆိုတာအဲ့ဒီတတွေးပေါင်းနဲ့တူတယ်တဲ့ဆိုလိုတာကသိခြင်းတယ်ဆိုရင်လွယ်လွယ်လေးနဲ့သိသွားတာသိဖို့အတွက်ဘာခက်ခဲမှမရှိဘူးဟုတ်လားလွယ်လွယ်ကူကူသိခြင်းတရားဟာရောက်လာနိုင်တယ်ပြောတာဒါကြောင့်ပြည်သက်ပေါင်းသူတော်ကောင်းတို့တတ္တဝါတွေရဲ့သေဆုံးခြင်းဆိုတာခက်ခဲကိစ္စကြီးမဟုတ်သဘောပေါက်ရလားဗျအေးလွယ်လွယ်လေးနဲ့သိသွားကြတဲ့ပုဂ္ဂိုလ်တွေရဲ့အကြောင်းကိုပြောမှဆိုရင်ဆုံးမှာမဟုတ်ဘူးနော်အေးဒါကြောင့်ပြည်သက်ပေါင်းသူတော်ကောင်းတို့ထွေးပြစ်တတွေးတဲ့တတွေးပေါင်းနဲ့တူတယ်တဲ့အပူပေးအိုးထက်ပျောက်ပြစ်အသားတဲ့6ခုမြောက်ဥပမာကဦးဇင်းတို့တန်အိုးကင်းတစ်ခုနေရဲနေအောင်အောက်ကမီးအပူပေးထားတယ်ရဲတောက်နေတဲ့တန်အိုးကင်းကြီးအဲ့ဒီဘောကိုဦးဇင်းတို့လက်ထိတ်တို့လက်မတို့အမဲသားလုံးတွေတုံးလှီးပြီးတော့ပြစ်ချလိုက်မယ်ဆိုလို့ရှိရင်တွန့်လိန်ပြီးတော့မဲတူပြီးတော့ကျွန့်ကျစ်ပြီးတော့တခါတည်းပြာကျပြီးတော့ကြောက်ပြတ်သွားဟုတ်လားအဲ့လိုပဲလူသားတွေရဲ့ဒီရှင်သန်ရတယ်ဆိုတဲ့ဘဝခရီး
ဘဝရဲ့အနေထားဟာအဲ့ဒီအမဲသားတုံးကလေးနဲ့တူတယ်တဲ့ရဲရဲပူနေတဲ့တန်အိုးကင်းပေါ်ကိုကျသွားတဲ့အမဲသားတိတိလေးနဲ့တူတယ်တဘဝကိုဦးရင်တို့မြန်မြန်ဆန်ဆန်ကြည့်လိုက်မယ်ဆိုရင်လည်းပဲဩဘဝဆိုတာပူရင်လောင်ရင်နဲ့ပျက်စီးသွားတဲ့သဘောပဲလို့သုံးသပ်မယ်ဆိုရင်ကိုသုံးသပ်လို့မရဘူးလားလူဘဝဆိုတာပူရင်လောင်ရင်နဲ့ပျက်စီးသွားတဲ့သဘောပျောက်ပြက်သွားတဲ့သဘောပါပဲဘာမှကြီးကြီးကျယ်ကျယ်ခန်းခန်းနာနာကြီးလို့ပြောကြအကြောင်းဘာမှမရှိဘူးတေချာစဉ်းစားကြည့်နော်မြန်မြန်ဆန်ဆန်ပျောက်ကွယ်သွားတယ်ရိုးရိုးပျောက်ကွယ်သွားတာမဟုတ်ဘူးပူရင်လောင်ရင်ပင်ပန်းရင်ရုန်းကန်ရင်လှုပ်ရှားရင်နဲ့ပျောက်ကွယ်သွားဟုတ်လားဒါကြောင့်ဆရာကြီးကပြောတာကောင်းတာကိုလုပ်ခွင့်ရှိနေတဲ့အခိုက်မြင့်မြတ်တာကိုကျင့်သုံးခွင့်ရှိနေတဲ့အခိုက်တည်းမှာကောင်းတာကိုလုပ်လိုက်ဖို့မြင့်မြတ်တာကိုကျင့်သုံးလိုက်ဖို့ဒါကိုသူကတိုက်တွန်းတာပါနောက်ဦးဇင်းတို့ခုနှစ်ခုမြောက်ဥပမာကဘာတုံးဆိုတော့ဂောဝိစုဗမနော်တတ်မိနွားတဲ့သာတယုံကိုဆွဲခံရတဲ့နွားမတကောင်ရဲ့ခြေလန်းတိုင်းဒီတေခြင်းတရားနဲ့ပို၍နီးလာတယ်လို့ပဲတဲ့တတ္တဝါတွေရဲ့ဒီရှင်သန်ခြင်းဆိုတာလည်းပဲတဖြည်းဖြည်းနဲ့သိဖို့နီးလာတယ်စိတ်ကူးနဲ့မြင်ကြည့်ပေါ့နော်နွားသားသမားကသူတတ်မဲ့နွားကိုနွားတတ်မဲ့နေရာကြီးကိုဆွဲသွားပြီဆိုရင်ပထမခြေလန်းနဲ့ဒုတိယခြေလန်းပိုနီးလာတယ်ဒုတိယခြေလန်းနဲ့တတိယခြေလန်းပိုနီးလာတယ်အဲ့ဒါလိုပဲဒကာမတို့ဦးဇင်းတို့ရဲ့ဘဝဆိုတာသိဖို့တဖြည်းဖြည်းနဲ့မဖြစ်လာနီးလာတယ်မနှစ်ကတည်းကဒီနှစ်ပို့ပြီးတော့နီးလာတယ်ဒါဘယ်သူမှမငင်းနိုင်ဘူးနော်အရင်လကတည်းကဒီလပို့ပြီးတော့နီးလာတယ်မနေ့ကတည်းကဒီနေ့ပို့ပြီးတော့နီးလာတယ်တတ်ထက်ပို့ပြီးတော့လက်တွေ့ကြကြပြောရမယ်ဆိုရင်စောစောကထက်အခုပို့ပြီးတော့နီးလာတယ်ဘယ်သူငင်းနိုင်မှာလဲဗျမငင်းနိုင်ဘူးတော့တဖြည်းဖြည်းနီးလာတယ်ဆိုတဲ့ဒီတတ်မိနွားဥပမာနဲ့တောင်ကြားမြစ်ဥပမာဒီနှစ်ခုကိုနှိုင်းယှဉ်ပြီးတော့ဆက်ပြီးတော့ဦးဇင်းကစဉ်းစားစေခြင်းနီးလာတယ်ဆိုတာဘာလို့နီးတာအရက်မရှိအနားမရှိဒလဇက်သွားနေလို့နေတာဟုတ်တယ်မဟုတ်လားအေးဒါကြောင့်ပိဿပေါင်းတော်ကောင်းတို့တောင်ကြားမြစ်ဆိုတဲ့ဥမာနဲ့တတ်မိနွားဆိုတဲ့ဥမာနဲ့ဒီနှစ်ခုကိုဆက်ပြီးတော့တွေးမယ်ဆိုရင်ပို့ပြီးတော့အတိပ္ပယ်ပြည့်စုံပြီးတော့ဓမ္မရတ္တပို့ပြီးတော့ပေါ်နိုင်တာပေါ့ဟုတ်လားအေးအဲ့ဒါဥမာဘယ်နှမျိုးရှိသွားပြီတော့ခုနှမျိုးရှိသွားပြီနော်မြက်ဖြာနင်းမြောက်မိုးပေါက်ရေဘွက်ရေထက်တုတ်ချစ်တောင်ကြားမြစ်နဲ့ထွေးပြစ်တွေးအပူပေးအိုးထက်ပျောက်ပြက်အသာတတ်မိနွားဟုခုနှမျိုးနော်အဲ့ဒီခုနှမျိုးဥမာကိုပေးပြီးတော့ရကဆရာကြီးကသူ့ရဲ့တပည့်တို့ဒီသဘောတဘာဝတွေကိုသိမြင်နားလည်ပြီးတော့ကောင်းတာကိုပြုတဲ့နဲ့မြတ်သောကျင့်ကိုကျင့်သုံးတဲ့နဲ့မွေးဖွားလာတဲ့တတ္တဝါမသိဘူးဆိုတာတော့မှမရှိဘူးလို့ဆုံးမအဲ့ဒါကိုမြတ်စွာဘုရားကဘယ်လိုသုံးသပ်ပြတော့ဆိုတော့ယဟန်တို့တဲ့အဲ့ဒီအရကဆရာကြီးကသူ့ရဲ့တပည့်တွေကိုလူတွေရဲ့အသက်ဟာအလွန်တရာမှကုံလွယ်ပြောင်းလွယ်တဲ့သဘောရှိတယ်လို့ဆိုဆုံးမတယ်အဲ့လိုဆိုဆုံးမမဲ့တာဆိုဆုံးမနေတာတဲ့တကယ်တည်းကအရကဆရာကြီးတို့ခေတ်တုန်းကလူသားတွေရဲ့တက်တန်းဟာနှစ်ပေါင်း6000ရှိတယ်တဲ့ဟုတ်လားအဲ့ဒီတုန်းကလူတွေရဲ့တက်တန်းဟာနှစ်ပေါင်း6000ရှိတယ်လူတွေမှာယောဂဆိုလို့ထမင်းစားတာရဲ့ရေးစားတာရဲ့အေးတာရဲ့ပူတာရဲ့ကျင်ကြီးစွန့်ကျင်တာရဲ့ကျင်ငယ်စွန့်ကျင်တာရဲ့ဒီ6မျိုးပဲရှိတယ်တဲ့ကဲအသက်ကလည်းအလွန်ရှိတယ်ယောဂကလည်းအလွန်နေတယ်အဲ့ဒီလိုခေတ်အခါအနေအထားမျိုးမှာတောင်မှအရကဆရာကြီးကသူ့ရဲ့တပည့်တွေကိုဒီလိုဆုံးမသေးတယ်ဆိုရင်အဲ့ဒီလိုတရားစကားမျိုးကိုအခုခေတ်အခါမျိုးမှာပိုးပြီးတော့ကောင်းကောင်းမွန်မွန်ပြောဟောတဲ့နေတဲ့မြတ်စွာဘုရားကဟောဆိုအခုခေတ်အသက်ရှိတယ်ဆိုရင်အလွန်ဆုံးရှိရင်မှနှစ်တရာပိုရင်နည်းနည်းဟုတ်တယ်မဟုတ်လားအဲ့ဒါမြတ်စွာဘုရားကမဟာကရုဏာပြဋ္ဌာန်းပြီးတော့လူတွေနှစ်ပေါင်းတရာအသက်ရှင်ရတယ်ဆိုအောင်တောင်မှနှစ်တရာဆိုတာဘယ်လောက်ကြာလဲဆိုတာကိုလပေါင်းဘယ်လောက်ရှိတယ်သတင်းပတ်ပေါင်းဘယ်လောက်ရှိတယ်ရက်ပေါင်းဘယ်လောက်ရှိတယ်တရက်ကိုထမင်းနဲ့စားမယ်ဆိုရင်ထမင်းနဲ့ပေါင်းဘယ်လောက်ရှိမင်းအဲ့ဒါလိုမြတ်စွာဘုရားစိတ်ရှိလက်ရှိတွက်ပြထားတယ်အဲ့ဒီသုတ်တန်ထဲမှာအဲ့လိုမြတ်စွာဘုရားကတွက်ပြပြီးတော့ယဟန်တို့တဲ့တပည့်တွေရဲ့အကျိုးစီးပွားကိုလိုလားတဲ့တပည့်တာဝကတွေရဲ့ပုံမှာအလွန်တရာမှတနာကျင်နာမှုရှိတယ်ဆရာတယောက်ဖြစ်တဲ့တင်တို့ရဲ့ဆရာငါဘုရားဟာငါလှုပ်တဲ့အလုပ်ကိုလုပ်ပြီးပြီတဲ့ငါပြောတဲ့စကားကိုပြောပြီးပြီမြတ်စွာဘုရားရဲ့အလုပ်ဆိုတာကတပည့်ညွတ်တဲ့ဉာဏ်ကြီးနဲ့ကြည်ပြီးတော့သိမြင်နားလေတဲ့အသည့်တွေကိုဒါတတ္တဝါတွေကိုအမှန်တိုင်းပြောပြဖို့ဒါမြတ်စွာဘုရားရဲ့အလုပ်လို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်အဲ့ဒါမြတ်စွာဘုရားကသူလှုပ်เสียရှိတာကိုဗါတဲ့တော့လှုပ်ပြီးပြီတဲ့ပြောကြရှိတာကိုပြောပြီးပြီဒါကြောင့်ယဟန်တို့တဲ့ဟောဒီမှာတစ်ပင်ချင်းဟောဒီမှာစိတ်ငြိမ်ရာဟုတ်လားဒီရက်တွေစိတ်ငြိမ်ရာရက်တွေကိုချင်းကပ်ပြီးတော့
ကိုယ်ခန္ဓာရဲ့အကြောင်းကိုအမှန်တိုင်းသိအောင်မြင်အောင်နော်ကြိုးစားအထုတ်တဲ့ဘာဝနာလုပ်တွေကိုကြိုးစားပြီးတော့အထုတ်ကြနောင်တစ်ချိန်ကြမှာငါအာမထုတ်ခဲ့မိတာမှားလိမ့်ခြင်းဆိုပြီးတော့နောင်တဖြင့်ပူးနေရတာမျိုးမရှိစေနဲ့ဒါဟာသင်တို့အတွက်ပေးတဲ့ငါဘုရားရဲ့အဆုံးအမပဲလို့မြတ်စွာဘုရားကအဲ့ဒီအရကသုတ်တံမှာအဲ့ဒီဏိဂုံးစကားလေးနဲ့အဆုံးသတ်တဲ့ပေါ့ဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ဒီအရကသုတ်တံနဲ့သို့တော်ကသိခြင်းသဘောတွေကိုနှိုင်းယှဉ်ပြီးတော့ကြည်ကြည်ပြန့်ပြန့်နားလည်ဖို့မသင်ဘူးလားဗျာသင်တယ်နော်ဒီကရမတို့ဦးဇင်းတို့ဘဝရဲ့သိခြင်းတရားဆိုတာဘလို့သဘောရှိသလဲဆိုတာလေးကိုဒါဦးဇင်းတို့လက်လှမ်းမိတဲ့လောက်ကလေးပြောပါတယ်နော်သိခြင်းသဘောဆိုတာဘလို့ရှိလဲဒါတရားရဲ့ပထမပိုင်းပေါ့ဒါဦးဇင်းတို့ဒုတိယပိုင်းဆက်ပြီးတော့ပြောနေတာကဒီသိခြင်းတရားနဲ့ပတ်သက်ပြီးတော့အစဉ်ပြေအောင်တို့ဘလို့ရင်ဆိုင်နိုင်အောင်ကြိုးစားမလဲဆိုတဲ့အပိုင်းသိခြင်းတရားကိုအစဉ်ပြေစွာရင်ဆိုင်နိုင်ဖို့အတွက်ဘလို့ကြိုးစားအထောက်မလဲတနည်းအားဖြင့်ကောင်းကောင်းမွန်မွန်သိနိုင်အောင်တဆင့်တက်ပြီးတော့သိခြင်းတရားကလွတ်ကင်းအောင်နှစ်ချက်နော်သိခြင်းကောင်းဖို့သိခြင်းလွတ်ဖို့ပိဿပေါင်းသူတော်ကောင်းတို့စစ်စစ်ဆက်ဆက်ကလေးနာယူစီခြင်းနဲ့ဟုတ်လားသိခြင်းတရားနဲ့ပတ်သက်ပြီးတော့ပါတယ်သိခြင်းကောင်းဖို့သိခြင်းလွတ်ဖို့ဒီနေရာမှာဦးဇင်းတို့သိခြင်းတရားနဲ့ပတ်သက်ပြီးတော့ဘလို့အစဉ်ပြေအောင်ရင်ဆိုင်ရပါမလဲဆိုတာကိုဉာဏ်ရှိတဲ့လူတိုင်းဟာတွေးတောထားတဲ့ဘုဆိုသိခြင်းတရားဆိုတာလူဘဝမှာအလွန်မှအရေးကြီးတယ်ဘာဖြစ်လို့အရေးကြီးတယ်လို့ပြောရလဲသေခါနီးအနေအထားလေးကိုအခြေခံပြီးတော့နော်ကောင်းတဲ့ဘဝကိုရောက်သွားတယ်မကောင်းတဲ့ဘဝကိုရောက်သွားတယ်ဆိုတာဖြစ်သွားတာပဲဟုတ်တယ်မဟုတ်လားအေးတရားဓမ္မတို့ဦးဇင်းတို့သိခြင်းတရားကိုအစဉ်ပြေအောင်ရင်မဆိုင်နိုင်ဘူးဆိုလို့ရှိရင်အဲ့ဒါအစဉ်မပြေတဲ့ဘဝတွေကိုရောက်သွားမှာသိခြင်းတရားကိုကြောက်ကြောက်လန့်လန့်ထိတ်ထိတ်လန့်လန့်တုံတုံလှုပ်လှုပ်နော်ဆွဲဆွဲလန်းလန်းနဲ့တွေ့တွေ့ဝေးဝေးနဲ့မကောင်းတဲ့စိတ်တွေနဲ့လာရင်ဆိုင်သွားကြမယ်ဆိုလို့ရှိရင်မကောင်းတဲ့ဘဝတွေကိုရောက်မသွားနိုင်ပြီဘူးလားရောက်သွားနိုင်တယ်သိခြင်းတရားကိုအစဉ်ပြေချောမွေ့အောင်ကြည်ကြည်လင်လင်အေးအေးဆေးဆေးချမ်းချမ်းသာသာရင်ဆိုင်နိုင်မှသာလေကောင်းမြတ်တဲ့ဘဝကိုရောက်သွားမှာဒါကြောင့်လူဘဝမှာသိခြင်းတရားဆိုတာအလွန်အရေးကြီးတယ်အရေးပါတယ်လို့ဒီတစ်ချက်တည်းကိုကြည့်ပြီးတော့တောင်ပြောလို့မရဘူးလားရတယ်ဒီနေ့မှာပိဿပေါင်းသူတော်ကောင်းတို့သိခြင်းတရားကိုဘယ်လိုရင်ဆိုင်ကြမလဲဆိုတာလေးနဲ့ပတ်သက်ပြီးတော့ပထမဦးဆုံးဗာပြောခြင်းလို့ဆိုတော့အဘေယသုတ်တံဆိုတာကိုပြောခြင်းနော်အဘေယဘေယဆိုတာကြောက်လန့်ခြင်းအဆိုတာမရှိတာကြောက်လန့်မှုမရှိဘူးဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဘေယအဲ့ဒီအဘေယသုတ်တံကိုအနှစ်ချုပ်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်ဘုရားတော်မြတ်စွာဘုရားလက်ထက်ကဇာနုသောနိဆိုတဲ့ပုံနာကြီးတယောက်မြတ်စွာဘုရားဒီကိုရောက်လာပြီးတော့စကားတခွန်းလျှောက်တယ်မြတ်စွာဘုရားဟောဒီလောကကြီးမှာတေရမှာမကြောက်တဲ့တတ္တဝါရေလို့တော့မရှိပါဘူးတဲ့မသေးခင်ကဘာတွေပဲပြောနေတကယ်တေရတော့မယ်ဆိုရင်ကြောက်တဲ့လူတွေကြီးပါပဲတဲ့အဲ့ဒီလိုတပည့်တော်အယူဆရှိပါတယ်တဲ့တေရမှာမကြောက်တဲ့လူရေလို့မရှိနိုင်ဘူးလို့သူကယူဆထားတာအဲ့လိုကြောက်တဲ့အခါကျတော့မြတ်စွာဘုရားကပုံနာတဲ့လောကကြီးမှာတေရမှာကြောက်တဲ့လူတွေကြီးရှိတာမဟုတ်ဘူးတဲ့တေရမှာကြောက်တဲ့သူတွေရှိတယ်လို့တေရမှာမကြောက်တဲ့သူတွေလည်းရှိတယ်တဲ့တေရမှာမကြောက်တဲ့သူတွေပါတယ်ရှိတယ်တဲ့ဒါပေမဲ့အလွန်မှအရေးအတွက်နေပါမယ်လို့ထင်ပါတယ်နော်များသောအားဖြင့်တော့တေရမှာကိုကြောက်ကြတာပဲများပါတယ်သို့တော့မြတ်စွာဘုရားကတော့ရှိတာကိုရှိတဲ့အတိုင်းကတော့ပြောရမှာပေါ့ဟုတ်လားအေးတေရမှာကြောက်တဲ့လူတွေရှိတယ်လို့မကြောက်တဲ့သူတွေလည်းရှိတယ်အဲ့ဒီမှာတေရမှာကြောက်တဲ့လူ၄မျိုးတေရမှာမကြောက်တဲ့သူ၄မျိုးဆိုပြီးတော့မြတ်စွာဘုရားပိုင်းခြားဝေဖန်ပြီးဟောပြထားတယ်အဲ့ဒါလေးကိုပိဿပေါင်းတော်ကောင်းတို့မှတ်သားကြရမယ်ဟုတ်လားတေရမှာကြောက်တဲ့သူ၄မျိုးကဘယ်သူတွေလဲဆိုတော့နံပါတ်1ကာမဂုဏ်အာယုန်ရဲ့ပုံမှာဆွဲလန်းမှုမမောမှုတွေ့တာမှုမကင်းကြတဲ့တတ္တဝါတွေတဲ့လူလောကကြီးမှာတချို့ကာမဂုဏ်အာယုန်ရဲ့ပုံမှာအလွန်ဆွဲလန်းမမောပြီးတော့နေကြတာရှိတယ်အဲ့ဒီပုဂ္ဂိုလ်တွေဟာတေလောက်တဲ့ယောဂတစ်ခုကိုဆွဲကပ်လာပြီဆိုတာနဲ့ငါကတော့ချစ်ခင်မြတ်နိုးစရာကောင်းတယ်ဟောဒီကာမဂုဏ်အာယုန်နေနဲ့ခွဲရတော့မှာပါလားဆိုတဲ့အတွေးနဲ့သိခြင်းတရားကိုအလွန်ကြောက်ရွံ့ထိတ်လန့်တုန်လှုပ်ပြီးတော့ရင်ဆိုင်ကြတယ်တရားမှကြောက်ကြတယ်ပေါ့ဒါတရားမှကြောက်တဲ့ပထမအမျိုးအစားနော်ကာမရဲ့ပုံမှာဆွဲလန်းမမောမှုမကင်းတဲ့ပုဂ္ဂိုလ်များပေါ့နောက်ဒုတိယတရားမှကြောက်တဲ့အမျိုးအစားကဘာလို့ဆိုတော့တချို့သောတတ္တဝါတွေဟာမိမိကိုယ်ခန္ဓာရဲ့အပေါ်မှာအလွန်မင်းဆွဲလန်းမြတ်နိုးတွေ့တာမှုရှိနေတယ်ခန္ဓာရဲ့ပေါ်မှာဆွဲလန်းမှုမြတ်နိုးမှုတွေ့တာမှုမကင်းကြဘူးပေါ့အဲ့ဒီလိုပုဂ္ဂိုလ်မျိုးဟာလည်းပဲတိလောက်တဲ့ယောဂတစ်ခုကိုဆွဲကပ်လာပြီဆိုတာနဲ့
ငါဟာချစ်ခင်မြတ်နိုးပေါ်ရဒီခန္ဓာကိုယ်ကြီးကိုစွန့်ရတော့မှာပါလားဆိုတဲ့အတွေးနဲ့ထိတ်လန့်ကြောက်ရွံ့ပြီးတော့တေခြင်းတရားကိုကြောက်ရွံ့ရင်ဆိုင်သွားကြတယ်တရားမှာကြောက်တဲ့လူနောက်ဦးဇင်းတို့တတိယအမျိုးအစားဘာပြောထားတုံးဆိုတော့ဘုံနာတဲ့ဟောဒီလောကကြီးမှာတချို့သောသူတွေဟာကုသိုလ်ကောင်းမှုတွေကိုမပြုရသေးဘူးဒါပေမဲ့မကောင်းမှုအကုသိုလ်တွေကတော့ပြုပြီးသားဖြစ်နေတယ်တဲ့အဲ့ဒီလိုပုဂ္ဂိုလ်မျိုးဟာလည်းပဲဒီလောက်တဲ့ယောဂတစ်ခုခုဆွဲကပ်လာပြီဆိုတာနဲ့ငါကောင်းမှုကမပြုရသေးဘူးမကောင်းမှုတွေကတော့ပြုပြီးသားဖြစ်နေပြီအဲ့လိုဆိုရင်တော့ငါယုံညံ့တဲ့ဘဝတွေကိုရောက်တော့မှာပဲဆိုတဲ့အတွေးနဲ့တရားမှာကိုထိတ်လန့်တုန်လှုပ်ပြီးတော့ကြောင်ရွံ့ကြတယ်အတရားမှာကြောက်တဲ့တတိယအမျိုးအစားနောက်သရုတ်ထအမျိုးအစားကျတော့ဗာပြောထားတော့ဘုံနာတဲ့အချို့သောတတ္တဝါတွေဟာသူတော်ကောင်းတရားနဲ့ပတ်သက်ပြီးတော့ယုံမှားတန်တရားတွေရှိနေတယ်မဝေခွဲနိုင်မှုမဆုံးဖြတ်နိုင်မှုပြီးပြင်းကြီးကြီးလင်းလင်းသိမြင်နားလည်ထားတာသူ့မှာမရှိဘူးသူတော်ကောင်းတရားနဲ့ပတ်သက်ပြီးတော့သူလောတွေးတောပြီးတော့ရှေ့တိုးရမှလို့နောက်ဆိုးရမှလို့တန်တရားတွေနဲ့နော်လမ်းလေမှာရက်နေတယ်လို့မျိုးလက်နှစ်ခွမှာရက်နေတယ်လို့မျိုးတန်တရားနဲ့နှိမ့်ဆက်ပြီးတော့သူတော်ကောင်းတရားရဲ့ပုံမှာအမြင်မရှင်းဘူးပေါ့ဟုတ်လားအဲ့ဒီလိုပုံကူမျိုးဟာလည်းပဲဒီလောက်တဲ့ယောဂတစ်ခုခုဆွဲကပ်လာပြီဆိုတာနဲ့ငါလူတယောက်ဖြစ်ခဲ့ပါလေခင်နဲ့သူတော်ကောင်းတရားရဲ့ပုံမှာတန်တရားကင်းအောင်ငါမစွမ်းဆောင်နိုင်ခဲ့ဘူးသူတော်ကောင်းတရားရဲ့ပုံမှာငါတန်တရားတွေဝင်ခဲ့တယ်ဆိုပြီးတော့တရားမှာကိုထိတ်လန့်တုန်လှုပ်ပြီးတော့ကြောက်ရွံ့တည်သွားကြတာရှိတယ်တရားမှာကြောက်တဲ့အမျိုးအစားဘယ်နှမျိုးတော့၄မျိုးကာမရဲ့ပုံမှာဆွဲလန်းမမောမှုမကင်းကြတဲ့ပုဂ္ဂိုလ်များကိုယ်ခန္ဓာရဲ့ပုံမှာဆွဲလန်းမမောမှုမကင်းကြတဲ့ပုဂ္ဂိုလ်များနော်ကောင်းမှုကမလို့ရသေးဘူးမကောင်းမှုကတော့ပြုပြီးသားဖြစ်နေပြီဆိုတဲ့ပုဂ္ဂိုလ်များသူတော်ကောင်းတရားရဲ့ပုံမှာယုံမှားတန်တရားတွေရှိနေကြတဲ့ပုဂ္ဂိုလ်များအဲ့ဒါတရားမှာကြောက်တတ်တယ်တရားမှာကြောက်တတ်တဲ့အမျိုးအစား၄မျိုးကိုပြောလိုက်ရင်တရားမှာမကြောက်တတ်ဘူးဆိုတဲ့အမျိုးအစား၄မျိုးကိုလည်းပဲตัวဝိုက်သွားဖြင့်ပေးတဲ့ပေါင်းသူတော်ကောင်းတို့ရိပ်မိသွားပြီလို့ဦးဇင်းထင်ပါတယ်ဒီလောက်ညံ့မယ်မထင်ပါဘူးဟုတ်လားအဲ့ဒီ၄မျိုးနဲ့ပြောင်းပြန်လို့တွေးဖို့ပဲရှိတာပဲမဟုတ်လားနော်ဟုတ်တယ်တရားမှာမကြောက်တဲ့၄မျိုးဟာပါလေနံပါတ်1ကာမအာယုန်ရဲ့ပုံမှာဆွဲလန်းမှုမမောမှုကင်းနေတဲ့ပုဂ္ဂိုလ်တွေအဲ့ဒီလိုပုဂ္ဂိုလ်တွေဒီကနေ့ကာလရောက်ပြီဆိုလို့ရှိရင်ဘာမှထိတ်လန့်တုန်လှုပ်ကြောက်ရွံ့စရာအကြောင်းသူမှမရှိဘူးအဲ့လိုပဲကိုယ်ခန္ဓာရဲ့ပုံမှာဆွဲလန်းမမောမှုကင်းကြတဲ့ပုဂ္ဂိုလ်များကောင်းမှုကပြုပြီးသားဖြစ်နေတယ်မကောင်းမှုကတော့မပြုဘူးကောင်းမှုပဲပြုပြီးတော့မကောင်းမှုကိုရှောင်နိုင်ကြတဲ့ပုဂ္ဂိုလ်များသူတော်ကောင်းတရားရဲ့ပုံမှာယုံမှားတန်တရားကင်းရှင်းတော်မူကြတဲ့ပုဂ္ဂိုလ်များဟုတ်လားအဲ့ဒီလိုပုဂ္ဂိုလ်တွေကြတော့တရားမှာပါလေမကြောက်ကြဘူးတဲ့အဲ့တော့ပိဋကပေါင်းသူတော်ကောင်းတို့ဉာဏ်ရှိပါတယ်ဗျာနည်းနည်းလေးကောက်ချက်ကလေးဆွဲကြည့်အောင်ဒီတုတ်တန်ကိုကြည့်မယ်ဆိုလို့ရှိရင်တရားမှာမကြောက်အောင်တနည်းအားဖြင့်ရဲဝံ့သိက္ခာရှိတည်ငြိမ်အေးချမ်းသိနိုင်အောင်ဘယ်လိုလုပ်မလဲနော်ဒီသုတ်တန်အရာတတ်နိုင်သမျှကောင်းမှုကိုပြုမယ်တတ်နိုင်သမျှမကောင်းမှုကိုရှောင်မယ်ဟုတ်လားပြီးရင်ဦးဇင်းတို့ကာမနဲ့ကိုယ်ခန္ဓာရဲ့ပုံမှာဆွဲလန်းမမောမှုကင်းစေဖို့သူတော်ကောင်းတရားရဲ့ပုံမှာယုံမှားတန်တရားတွေကင်းစေဖို့အတွက်သတိပဋ္ဌာန်ဘာဝနာတရားများကိုကြိုးစားအထုတ်မယ်ဒါဆိုလို့ရှိရင်တရားမှာကြောက်เสียအကြောင်းရှိမလားရှိနော်ကောင်းမှုကိုတတ်နိုင်သမျှပြုမယ်မကောင်းမှုကိုတတ်နိုင်သမျှရှောင်မယ်နော်ကာမနဲ့ကိုယ်ခန္ဓာရဲ့ပုံမှာဆွဲလန်းမမောမှုကင်းရေးနဲ့သူတော်ကောင်းတရားရဲ့ပုံမှာယုံမှားတန်တရားကင်းရေးအတွက်ရှေ့ရှုပြီးတော့သတိပဋ္ဌာန်ဘာဝနာတရားတွေကိုကြိုးစားအထုတ်မယ်ဆိုရင်သိခြင်းတရားကြောက်เสียအကြောင်းမရှိဘူးတနည်းအားဖြင့်လည်းပဲမကောင်းမှုရှောင်ကောင်းမှုရှောင်ဖြူအောင်စိတ်ကိုထားဆိုတာလည်းပဲအကျုံးဝင်သွားမယ်လို့ထင်ပါတယ်ဒေသနာလေးတွေကိုဆက်ဆက်မှုရှိနော်ညှိနှိုင်းပြီးတော့တွေးတတ်မယ်ဆိုရင်တရားအရသာပို့ပြီးတော့မပေါ်နိုင်ဘူးလားပေါ်နိုင်တယ်အဲ့ဒါဦးဇင်းတို့ဒီစကားတွေနဲ့ဆက်ဆက်ပြီးတော့သိခြင်းတရားကိုမကြောက်ဖို့မလန့်ဖို့တည်တည်ငြိမ်ငြိမ်အေးချမ်းချမ်းသာသာသိနိုင်ဖို့အတွက်မြတ်စွာဘုရားညွှန်ပြထားတဲ့ဒေသနာတွေများစွာရှိပါတယ်ဥမာပြောရမယ်ဆိုလို့ရှိရင်အင်္ဂုတ္တပါဠိတော်ပိစကနိပတ်မှာသီလရဲ့အကျိုးအာနိသင်တွေကိုပြောပြတဲ့နေရာမှာသီလဝါသီလတံပံတော့အတ္တံမုံလောကာလံကရောတိလို့မြတ်စွာဘုရားဟောတာအဓိပ္ပာယ်ကပါလေကိုချင်းသီလဖြူစင်ကြတဲ့ပုဂ္ဂိုလ်များသီလရှိကြတဲ့ပုဂ္ဂိုလ်များဟာမတွေးမဝေသိရတတ်တဲ့အကြည်ကြည်လင်လင်ငြိမ်ငြိမ်ချမ်းချမ်းနော်သိရတတ်တဲ့အသေးကောင်းတယ်ပေါ့ဟုတ်လားဒါကြောင့်ကိုချင်းသီလဖြူစင်ခြင်းသည်သိခြင်းတရားကိုမကြောက်မရွံ့တည်တည်ငြိမ်ငြိမ်သိနိုင်ရေးအတွက်နော်
အလွန်တရာမှအကုတိုက်တဲ့တရားဆိုတာမသိနိုင်ဘူးလားသိနိုင်တယ်ဒါကိုချင်းသိလားအလုံးမအခြေခံကြပါနောက်ဦးဇင်းတို့ဓမ္မပဒပါဠိတော်မှာဟောထားတာလေအဲ့ဒါလေးကတော့အလွန်ပြည့်စုံတယ်လို့ဆိုရမယ်ဘာပြောထားတုံးဆိုတော့ပုံညာဒုက္ခံဇီဝိတသင်္ခယံပိဇီဝိတသင်္ခယံပိအသက်ကုန်ကာနီးအခါကာလမှာပုံညာကုသိုလ်ကောင်းမှုသည်ဒုက္ခံချမ်းသာတယ်ဟောဒီကနီးမှာကုသိုလ်ကောင်းမှုသည်ချမ်းသာတယ်တဲ့ဖြောင်ပြောရမယ်ဆိုရင်ဒီကနီးမှာကုသိုလ်ရှိမှချမ်းသာမယ်လို့ပြောတာကုသိုလ်ကောင်းမှုများစွာပြုထားတဲ့ပုဂ္ဂိုလ်များဒီကနီးမှာဆင်းရဲတဲ့အကြောင်းမရှိဘူးလို့လည်းပဲအဓိပ္ပာယ်နားလည်ရတယ်တော့ဒီကနီးမှာချမ်းသာတယ်ဆိုလို့ရှိရင်တော့ချမ်းသာတဲ့ဘဝကိုရောက်သွားမှာပဲဒီကနီးမှာဆင်းရဲတယ်ဆိုရင်တော့ဆင်းရဲတဲ့ဘဝရောက်သွားမှာပဲဟုတ်တယ်မဟုတ်လားဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့ကောင်းမွန်တဲ့ဘဝတွေကိုရပြီးတော့ဒီကနီးမှာချမ်းသာဖို့လိုတယ်ဆိုတာလေးကိုနားလည်ရင်းဖြင့်ဒီကနီးမှာချမ်းသာဖို့အတွက်ဘာရှိရမလဲကုသိုလ်ကောင်းမှုရှိရမယ်နော်ကုသိုလ်ကောင်းမှုဆိုတာအလွန်တရာမှအာကိုတိုက်တဲ့အရာဟုတ်လားကုသိုလ်ကောင်းမှုဆိုတာအလွန်တရာမှအာကိုတိုက်တဲ့အရာဟိုဦးဇင်းတို့ဓမ္မပဒပါဠိတော်မှာဟောထားတာလေးရှိတယ်ဟောချမ်းချမ်းသာသာပြန်လာတဲ့ပုဂ္ဂိုလ်ကိုတဲ့ချစ်ခင်တဲ့ဆွေမျိုးတွေကစောင့်ကြိုနေသလိုမျိုးကုသိုလ်ကောင်းမှုပြုထားတဲ့ပုဂ္ဂိုလ်တမန်တော်လောကကိုသွားပြီဆိုရင်သူပြုထားတဲ့ကုသိုလ်ကောင်းမှုတွေကစောင့်ကြိုနေတယ်တဲ့ဘလို့အားရတဲ့အကောင်းတော့ဟုတ်လားအကျေတစ်ပါးကနေပြီးတော့ချမ်းချမ်းသာသာပြန်လာတဲ့လူကိုချစ်ခင်တဲ့ဆွေမျိုးတွေကစောင့်ကြိုနေကြသလိုမျိုးကိုပြုထားတဲ့ကုသိုလ်ကောင်းမှုတွေကကုသိုလ်ကောင်းမှုပြုထားတဲ့ပုဂ္ဂိုလ်ကိုစောင့်ကြိုနေကြတယ်ဟုတ်လားဒါကြောင့်ဓမ္မောပံပိတိတုဂတိနော်သူတော်ကောင်းတရားဆိုတာကောင်းမြတ်တဲ့ဘဝကိုပဲဖြစ်စေမယ်ယုံညံ့တဲ့ဘဝကိုမဖြစ်စေဘူးအဲ့ဒါတွေကိုသိထားတဲ့မြင်ထားတဲ့နားလည်ထားတဲ့ပုဂ္ဂိုလ်ဟာဘယ်လိုလုပ်ပြီးတော့သိဖို့အတွက်ကြောက်မလဲဟုတ်လားမြေအိုးကိုစွန့်လို့ရွှေအိုးရမယ်ဆိုတာကိုသိကြပေါက်သိနေတဲ့လူတစ်ယောက်ဒီမြေအိုးကိုစွန့်ဖို့အရေးသူ့မှာဘာမှဝင်လေးနေတာရှိမှာမဟုတ်ဟုတ်တယ်မဟုတ်လားဒါကြောင့်ဦးဇင်းတို့ပိဋကပေါင်းသူတော်ကောင်းတို့ဟိုမဟာတုဒ္ဒသောမတ္တမှာလည်းပဲတုဒ္ဒမင်းကြီးပြောတုဒ္ဒသောမမင်းကြီးပြောထားတာအလုံးမမှတ်သားစရာကောင်းပါတယ်ဦးဇင်းတို့တုဒ္ဒသောမဇတ်မှာဘောဓိတာရကနော်တုဒ္ဒသောမမင်းကိုဖမ်းတာဒီဇလန်းကြီးကပြောရင်အလွန်ရှည်ပါတယ်ဟုတ်လားအလုံးလည်းပဲကြားဖို့ပြီးသားပါလူသားစားတဲ့ဘောဓိတာရအဲ့ဒါတုဒ္ဒသောမမင်းကြီးကဟိုနန္ဒပုံနာဟောမေကတ္တပမြတ်စွာဘုရားလက်ထက်ကဂါထာ၄ပုဒ်ဆိုတဲ့တရားကိုနာကျင်လို့ဘောဓိတာရငါ့ကိုနန်းတော်ကိုခေတ္တခဏပြန်ခွင့်ပြုပါငါအဲ့ဒီတရားကိုနာဖို့အတွက်ငါဂရီးပေးခဲ့တယ်အဲ့ဒီတရားလေးနာပြီးရင်ငါတေချာဖို့ပြန်လာပါမယ်မင်းငါကြောင့်ဒါကြောင့်ငါ့ကိုနန်းတော်ကိုခေတ္တခဏပြန်ခွင့်ပြုပါအဲ့တော့ဘောဓိတာရကဘာပြောတော့မင်းကြီးတဲ့သင်ပြန်လာမယ်ဆိုတာငါဘယ်လိုလုပ်ယုံမလဲတဲ့ကိုယ့်ကိုတတ်မဲ့နေရာကိုပြန်လာဖို့ဆိုတာဒါယုံတန်းစကားပဲအဲ့လိုပြောတဲ့အခါကျတော့သုဒ္ဓသမမင်းကြီးကနော်တန်လျက်ကင်ပြီးတော့ကြိမ်လာနော်ငါတရားမှမကြောက်ပါဘူးငါဂတိမဖြစ်ပါဘူးနော်ငါတရားနာပြီးရင်တေချာဖို့ပြန်လာကြပါမယ်မင်းငါကိုအဲ့ဒီကိုပြန်ဖို့အတွက်ဖွင့်ပေးပါအဲ့ဒါနဲ့ဗောဓိတာရကငငယ်တုန်းကတန်ရောစဉ်ကလည်းရှိနေတော့သုဒ္ဓသမမင်းကြီးကိုလည်းအလွန်ကြည်ညိုတော့ကောင်းပြီကဲသူပြန်လာခြင်းလဲလာရှိပါစေမလာခြင်းလဲမလာရှိပါစေဆိုပြီးတော့ပြန်ခွင့်ပြုတယ်အဲ့ဒါတရားနာပြီးတော့မင်းကြီးကပြန်လာတော့ဒီမှာဗောဓိတာရကမိဘုံကြီးဖိုးတစုတွေပါတွေခြုံပြီးတော့ဟိုမှာမင်းတရားကလည်းပဲမင်းမောင်းတရားကလည်းပဲလက်ဖွားတွေဖောက်ပြီးတော့ညောင်မကြီးမှာချိတ်ဆွဲထားမသေးမရှင်းသေးအဲ့ဒါကိုမြင်နေတယ်ဘုရားလောင်းကသုဒ္ဓသမမင်းကြီးကအဲ့ဒါပြန်လာတော့ကြည့်တော့ဗောဓိတာရလွန်အံ့ဩတာပေါ့အဲ့ဒါနဲ့ तू မနေနိုင်ဘူးမေးတယ်ရှင်မင်းကြီးတဲ့မင်းကြီးကိုငါတတ်မယ်ဆိုတာကိုတေချာပေါက်သိနေပါလက်ခင်နဲ့မင်းကြီးရဲ့မျက်နှာဟာကြာပန်းကဲ့သို့လက်ကဲ့သို့အလွန်တရာမှကြည်လင်လန်းဆန်းတန့်ရှင်းနေတယ်တဲ့။ဘာကြောင့်မင်းကြီးတေရမှာကိုမကြောက်တတ်တော့မနေနိုင်ဘူးနော် तू မေးရတယ်ဟုတ်လားအသက်ခံရမယ်ဆိုတာကိုသိပါလက်ခင်နဲ့သူ့ရဲ့မျက်နှာကဘလို့ဖြစ်နေတယ်။ကြာပန်းကဲ့သို့လက်ကဲ့သို့တဲ့ပြောထားတဲ့ဥမာလေးကဟုတ်လားအဲ့လိုမေးတဲ့အခါကျတော့သုဒ္ဓသမမင်းကြီးကပြန်ပြောတော့ဘောဓိတာရတဲ့ငါဟာကုသိုလ်ကောင်းမှုတွေကိုများစွာပြုပြီးပြီတဲ့ဟုတ်လားတမလွန်ခရီးကိုငါတုတ်တင်ပြီးပြီတဲ့မိဘတွေရဲ့ပုံမှာလှုပ်တင်လှုပ်ထိုက်တာကိုငါလှုပ်ပြီးပြီမိသားစုဝင်တွေဆွေမျိုးတွေမိတ်ဆွေတွေနောက်သားချင်းတွေဒီလိုပုဂ္ဂိုလ်တွေရဲ့ပုံမှာလည်းပဲလှုပ်တင်လှုပ်ထိုက်တာကိုငါလှုပ်ပြီးပြီတဲ့ကုသိုလ်ကောင်းမှုမှာတည်တဲ့ငါလူဟာဘာဖြစ်လို့သိခြင်းတရားကိုကြောက်ရမှာလဲတဲ့ဟုတ်လားဒီတမလွန်ခရီးကိုစိုးရိမ်ခြင်းမရှိဘဲနဲ့ငါသွားမယ်တဲ့ဒါကြောင့်သင်ငါကိုတတ်ပြီးတော့ရစ်ပူဇော်လိုမူလေးပူဇော်လို့စားလိုမူလေးစားလို့
ရဲဝံ့ပြောတာနော်ဒါကတော့အလွန်တရာမှစံထားအတုယူတဲ့လူအာဇာနေလို့ဆိုရမှာပါဟုတ်ရဲ့လားသေခြင်းတရားနဲ့ပတ်ပင်းမှတွေ့နေတာကိုသူရဲတောက်သူရဲ့စကားအလွန်တရာမှအားရစရာမကောင်းဘူးလားကောင်းတယ်နော်တမလွန်ခီးကိုဗါတဲ့တော့သုတ်တင်ပြီးပြီတဲ့ကုသိုလ်ကောင်းမှုတွေကိုများစွာပြုပြီးပြီတဲ့ဒါကြောင့်ကုသိုလ်ကောင်းမှုနဲ့တည်တဲ့ငါလူဟာဘာဖြစ်လို့သေခြင်းတရားကိုကြောက်ရမှာလဲဟုတ်ရဲ့လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့သေခြင်းကောင်းကျင်တယ်ဆိုလို့ရှိရင်အပြည့်စုံဆုံးအကောင်းမွန်ဆုံးနည်းကတော့ဘာလဲကုသိုလ်ကောင်းမှုကိုများစွာပြုထားဖို့ဒါကြောင့်သေခြင်းတရားကိုအစဉ်ပြေစွာရင်ဆိုင်နိုင်ကြပါတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေအတွက်အကောင်းဆုံးအဖြေကတော့ပုံဉဏ်ဒုက္ခံဇီဝိတသင်္ခယံပိဆိုတဲ့ပါဠိစကားလေးပဲဖြစ်မယ်လို့ထင်ပါဟုတ်လားကောင်းမှုသည်တေဂာနီးမှာချမ်းသာတယ်ဆိုတဲ့စကားဟုတ်ရဲ့လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့အသေးကောင်းဖို့အတွက်ကြိုးစားအထောက်ကြဖို့မလိုဘူးလားလိုတယ်ဒီနေရာမှာဦးဇင်းတို့အသေးကောင်းတယ်အသေးဆိုးတယ်ဆိုတဲ့စကားလေးနဲ့ပတ်သက်ပြီးတော့ထပ်မံပြီးတော့ဘ ഹു တုတ္တကိုဖြည့်ဆည်းတဲ့အနေနဲ့ဗတ္တကသုတ်တံဆိုတာလေးရှိသေးတယ်အဲ့ဒါလေးကိုဦးဇင်းအကြမ်းမြင်ပြောပြမယ်အဲ့ဒါကတော့ဦးဇင်းတို့နာတပိရှင်သာရိပုတ္တရာကိုရမြတ်ကြီးဟောခဲ့တဲ့သုတ်တံလေးပါယဟန်တော်တွေကိုပြောတာယဟန်တော်တွေကိုဟောခဲ့တာပါယဟန်တို့တဲ့ဟောဒီလောကကြီးမှာကိုအသေးဆိုးအောင်လုပ်နေကြတဲ့ပုဂ္ဂိုလ်တွေရှိတယ်ဒါကတော့အဓိကယဟန်တွေကိုဥတည်ပြီးတော့ဟောတာဒီသာသနာမှာတချို့သောယဟန်တွေဟာကမ္မာရမတ္တာတဲ့အမှုကိစ္စတစ်တင်မှာမွေ့လျော်နှိမ့်ချိုက်ပျော်ပိုက်နေတယ်တော့တောက်တုံမရအလုပ်ကလေးတွေလုပ်နော်ဘုရင်တို့နဝကမ္မအမှုတစ်လုပ်ငန်းသစ်ကလေးတွေပေါ့ပရိယတိပฏิပတ်တိဒီလိုဗရဏကြတဲ့အလုပ်တွေကလွဲပြီးတော့တခြားတိတ်ပြီးတော့တန်ဖိုးမရှိတဲ့အလုပ်တွေကိုလုပ်ပြီးတော့အချိန်ကုန်ကြတာကိုပြောတာနော်အမှုတစ်မှာမွေ့လျော်တဲ့ကမ္မာရမတ္တာအဲ့ဒါဟာအသေးဆိုးဖို့လုပ်နေတာအသေးမကောင်းနိုင်ဘူးတဲ့အမှုတစ်မှာမွေးလျော်နှစ်ချိုက်ပျော်ပိုက်နေတဲ့ပုဂ္ဂိုလ်တွေအသေးမကောင်းနိုင်ဘူးတဲ့ဟုတ်လားပြီးတော့ဗာပြောတော့ဆိုတော့ဘတ္တာရမတ္တာစကားပြောမှုမှာမွေးလျော်နှစ်ချိုက်ပျော်ပိုက်နေကြတဲ့ပုဂ္ဂိုလ်တွေလည်းအသေးမကောင်းနိုင်ဘူးတဲ့ဟုတ်လားစကားပြောနေရရင်သဘောကျနော်နားထောင်မဲ့လူပဲမျောပြီးတော့စကားပြောဖို့ပဲစိတ်ဝင်စားပြီးတော့ဒါပဲအားထုတ်နေတယ်ဆိုရင်ဗါတဲ့တော့အသေးမကောင်းနိုင်ဘူးနောက်ဦးဇင်းတို့နိဒ္ဓာရမတ္တာအိပ်စက်မှုမှာမွေးလျော်နေတယ်အိပ်နေရတာကိုပျော်တယ်အိပ်ဖို့ပဲကြိုးစားနေတယ်ဟောဒီလိုပုဂ္ဂိုလ်မျိုးလည်းအသေးမကောင်းနိုင်ဘူးတဲ့ဟုတ်လားဘယ်နှမျိုးရှိသွားပြီတော့၃မျိုးရှိပြီသူ6မျိုးပြောမှာဗျနောက်ဦးဇင်းတို့သင်္ကနိကာရမတ္တာအပေါင်းအဖော်နိုင်မွေးလျော်တာအပေါင်းအစုမှာမွေးလျော်တာနောက်အုပ်စုကြီးနဲ့ယုံနေတာကိုသဘောကျနေတာနောက်တယောက်တည်းဆိုရင်ပြင်းပြီးတော့အပေါင်းအမောင်းဖော်နဲ့ပဲသူပျော်မွေ့နေတာအဲ့လိုလူမျိုးလည်းပဲအသေးမကောင်းနိုင်ဘူးဟုတ်လားနောက်ပြီးတော့ဗာပြောတော့ဆိုတော့တန်တက်ကာရမတ္တနှီးနှောမှုမှာမွေ့လျော်နှစ်ချိုက်ပျော်ပဲနေတဲ့ပုဂ္ဂိုလ်များနှီးနှောမှုဆိုတာကလူငယ်တွေနားလည်အောင်ပြောရရင်တော့တပူးတော်တွဲနေတာမျိုးပေါ့မြင်သဖြင့်နှီးနှောခြင်းနဲ့ကြားသဖြင့်နှီးနှောခြင်းနဲ့ပစ္စည်းဥစ္စာတွေကိုအတူတကွသုံးဆောင်ခြင်းဖြင့်နှီးနှောခြင်းနဲ့ကိုယ်လက်တို့ဖြင့်နှီးနှောခြင်းနဲ့ပြောဟောသဖြင့်နှီးနှောခြင်းဆိုတော့နှီးနှောခြင်းကလည်းအမျိုးမျိုးရှိတာအဲ့လိုနှီးနှောမှုနဲ့ပျော်မွေ့နေကြတာအဲ့ဒီလူတွေလည်းပဲအသေးမကောင်းနိုင်ဘူးတဲ့နော်ဒီဒေသနာကတော့နည်းနည်းပို့ပြီးတော့လေးနေတဲ့သဘောတော့ရှိတာပါနော်နောက်ဦးဇင်းတို့6ခုမြောက်အသေးမကောင်းတဲ့အကြောင်းတရားကဘာလို့ဆိုတော့ပပ္ပင်္စာရမတ္တပပ္ပင်္စာတရားမှာမွေးလျော်နေချိုက်ပျော်ပိုက်နေကြတယ်ပပ္ပင်္စာတရားဆိုတာဘေးတတော်အလုံးသိပါတယ်နော်တဏှာမာနဒိဋ္ဌိအလိုဆန္ဒတွေနဲ့ပြောနေတာအထင်တလုံးတွေနဲ့ပြောနေတာဒီထင်ရှားရှိတဲ့ယုံ nant တိဟုသောတက္ကာယကိုငါလို့သူလို့ထင်ရင်းနဲ့ပြောနေကြတာဟုတ်လားအဲ့ဒီလိုထင်ရှားရှိတဲ့ယုံ nant တွေရဲ့အပေါ်မှာဆွဲလန်းမှုတွေအထင်ရောက်မှုတွေအထင်မှားမှုတွေဒီလိုတဏှာမာနဒိဋ္ဌိနဲ့ပြုံးမွေးနေကြတဲ့ပုဂ္ဂိုလ်တွေလည်းပဲအသေးမကောင်းနိုင်ဘူးတဲ့ဒါဗတ္တကသုတ်တံမှာပြောထားတာနော်အဲ့ဒါဆန့်ကျင်ဘက်အနေအချင်းအသေးကောင်းတဲ့ပုဂ္ဂိုလ်6မျိုးကိုလည်းပဲဇက်တိုက်ပြောထားတယ်ပေါ့ဟုတ်လားအမှုတင်မှာမမွေးလျော်ကြတဲ့ပုဂ္ဂိုလ်များစကားပြောဟောမှုမှာမမွေ့လျော်ကြတဲ့ပုဂ္ဂိုလ်များအိပ်ဆက်မှုမှာမမွေ့လျော်ကြတဲ့ပုဂ္ဂိုလ်များအပေါင်းအဖော်တွေမှာမမွေ့လျော်ကြတဲ့ပုဂ္ဂိုလ်များနှီးနှောမှုမှာမမွေ့လျော်ကြတဲ့ပုဂ္ဂိုလ်များပပ္ပင်္စာတရားဖြင့်မမွေ့လျော်ကြတဲ့ပုဂ္ဂိုလ်များဒီပုဂ္ဂိုလ်တွေကြတော့ဗါတဲ့တော့အပေကောင်းနိုင်တယ်ဆိုပြီးတော့အဲ့ဒါရှင်သာရိပုတ္တရာကိုရမြတ်ကြီးပြောထားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့အသေးကောင်းဖို့အတွက်ဒါဒေသနာတော်တော်များများကိုစုစည်းပြီးတော့ဒါဦးဇင်းတို့ပိဿပေါင်းသူတော်ကောင်းတို့ဦးဇင်းတို့ပြောလိုက်ပါတယ်ဟုတ်လားကိုချင်းသီလရှိရမယ်ကုသိုလ်ကောင်းမှုပြည့်စုံရမယ်
ဟုတ်လားအခုဗါတဲ့တော့6မျိုးဆက်ပြီးတော့ပြောလိုက်တယ်နော်ဒီနေရာမှာဦးဇင်းတို့ဆက်ပြီးတော့ပြောနေတာကသာသနာတော်မြတ်နဲ့တွေ့ရတဲ့လူသားတစ်ယောက်အဖို့အသေးကောင်းအောင်ကြိုးစားနေုံမျှနဲ့လည်းမလုံးလောက်သေးဘူးလို့ဘာလို့သေးလဲဆိုတော့အသေးလွတ်အောင်ကြိုးစားဖို့လည်းလိုသေးတယ်ဟုတ်လားအသေးကောင်းဖို့ဆိုတာကဘဝတန်တရားထဲမှာကောင်းကောင်းမွန်မွန်နော်ယုံညံ့တဲ့နှိမ့်ကြတဲ့ဘဝတွေကိုရောက်မသွားဖို့လောက်ပဲဦးဇင်းတို့ကရည်ရွယ်ပြောတာကိုဟုတ်လားအေးအသေးလွတ်ဖို့ဆိုတာကြတော့နိဗ္ဗာန်ချမ်းသာကိုရည်ရွယ်ပြီးတော့ကြိုးစားအထုတ်တဲ့အလုပ်ကိုရည်ရွယ်ပြီးတော့ပြောကြရမှာပါဒီနေရာမှာအသေးလွတ်တယ်ဆိုတဲ့စကားလေးနဲ့ပတ်သက်ပြီးတော့ဒါရိုက်မြတ်စွာဘုရားဟောထားတဲ့ဒေသနာတစ်ပုဒ်ရှိတယ်နော်အသေးလွတ်ဖို့ကြိုးစားအထုတ်ခြင်းကြတဲ့ပုဂ္ဂိုလ်များအတွက်များစွာစိတ်ဝင်စားရရှိမယ်လို့ထင်ပါတယ်ဦးဇင်းတို့မြတ်စွာဘုရားလက်ထက်ကမောဃရာဇမထေရဆိုတာရှိတယ်ဣတိရေရတဲ့မထေရမြတ်တစ်ပါးပါပဲအဲ့ဒါသူကလူဘဝတုန်းကဘာဝရီဆရာကြီးရဲ့တပည့်တယောက်အဲ့ဒီဦးဇင်းတို့ပါရဏသုတ်တန်ကြီးကလည်းအလွန်တရာမှရှည်လေရပါတယ်ကောက်ချက်ကလေးဆွဲပြီးတော့ပြောမှာပဲဖြစ်မှာအဲ့ဒီမောဃရာဇယဟမဖြစ်ခင်တုန်းကအဲ့ဒီမောဃရာဇလူလင်ကမြတ်စွာဘုရားကိုမေခွန်းတစ်ခုမေးတယ်နော်ပါရဏသုတ်တန်ထဲမှာပါတယ်ပေါ့ဗာမေးတော့ဆိုတော့ကထံလောကအဝက္ခတုမစ္စုရာဇနပတ္တိမြတ်စွာဘုရားတဲ့ဟောဒီခန္ဓာတည်းဟူသောလောကကြီးကိုဘယ်လိုရှုမြင်တဲ့ပုဂ္ဂိုလ်ကိုသိမင်းမမြင်ပဲရှိမလဲတဲ့ဒီနေရာဖြင့်သိမင်းမမြင်အောင်လောကကြီးကိုဘယ်လိုရှုမြင်နားလည်ရမလဲဘယ်လိုကြည့်ရမလဲတဲ့ပြောရရင်တော့အသေးလွတ်အောင်လောကကိုဘယ်လိုသိမြင်ရမလဲဘယ်လိုကြိုးစားအထောက်ရမလဲအဲ့လိုမေးတာမေးတော့မြတ်စွာဘုရားကအဲ့ဒီမောဃရာဇလူလင်ကိုဘယ်လိုဖြေတော့ဆိုတော့သုံးညတောလောကောအဝက္ခတုမောဃရာဇတတတတောအတ္တနုဒိဋ္ဌိဥဟိစ္စဧဝံမစ္စုတရောတိယဧဝံလောကအဝခန္ဓမစ္စုရာဇနပတ္တိတဲ့ဂါထာလေးတဂါထာခွဲနဲ့မြတ်စွာဘုရားဖြည့်တယ်จิตမောဃရာဇတဲ့တင်မင်းကတင့်ကိုမမြင်စေခြင်းဘူးတနည်းအားဖြင့်သင်အသေးလွတ်ချင်တယ်ဆိုလို့ရှိရင်တတတတောတဲ့အမြဲတမ်းတတိရှိပြီးတော့ဟောဒါလေးကအလွန်မှအခြေခံကြတဲ့အကြောင်းလေးပေါ့နော်အမြဲတမ်းမှရှိရမယ်တတိရှိရမယ်တတိရှိရမယ်တတိကဘယ်မှာရှိရမှာတော့ဆိုတော့ကိုယ်ခန္ဓာကိုယ်ပေါ်မှာတတိရှိရမယ်အမြဲတမ်းတတိရှိပြီးတော့အတ္တနုဒိဋ္ဌိဥဟိဇအတ္တဒိဋ္ဌိကိုပယ်နှုတ်ရမယ်ပထမဒါသေချာမှတ်ရမယ်နော်တခါယူမိုင်းများဟုတ်လားအတ္တနုဒိဋ္ဌိဥဟိဇအတ္တဒိဋ္ဌိကိုပယ်နှုတ်ပြီးတော့သုံးညတောလောကောအဝက္ခတုခန္ဓာတည်းဟူသောလောကကိုသုံးညတတန်ဖိုးမဲ့အနေနဲ့ရှုရမယ်မြင်ရမယ်တဲ့ဟောသူသုံးချက်ပြောသွားတယ်အမြဲတမ်းတတိရှိပြီးတော့အတ္တဒိဋ္ဌိကိုပယ်နှုတ်ပြီးတော့ဒီခန္ဓာတည်းဟူသောလောကကြီးကိုသုံးညတတန်ဖိုးမဲ့တဲ့အနေနဲ့အမှန်တိုင်းသိအောင်မြင်အောင်ကြိုးစားအထုတ်မယ်ဆိုလို့ရှိရင်ဧဝံမစ္စုတရောတိယသင်ဟာသိခြင်းတရားကိုလွန်မြောက်သွားလိမ့်မယ်နော်ဧဝံလောကအဝခန္ဓမစ္စုရာဇနပတ္တိလောကကိုသင်အဲ့ဒါလိုမြင်မယ်ဆိုလို့ရှိရင်သိခြင်းတရားကသင်ကိုမြင်မှာမဟုတ်ဘူးလို့ပြောတယ်ဘယ်နှမျိုးပြောတော့သုံးမျိုးနော်အမြဲတမ်းတတိရှိပြီးတော့အတ္တဒိဋ္ဌိကိုပယ်နှုတ်ပြီးတော့လောကကိုသုံးညတအနေနဲ့မြင်အောင်ကြည့်ရမယ်အဲ့ဒါကိုဦးဇင်းနည်းနည်းလေးရှင်းပြမယ်အမြဲတမ်းတတိရှိရမယ်ဆိုတာကြတော့သိရှင်းစရာမလိုဘူးပေါ့လေဟုတ်လားဒီခန္ဓာကိုယ်ပေါ်မှာဆွေးမြေ့တဲ့တတိတရားထားရမယ်ပေါ့အကျေပြောရမယ်ဆိုတော့တတိပဋ္ဌာန်ဘာဝနာကိုပွားများရမယ်လို့ပြောတာပါပဲဟုတ်လားဒီနေ့မှာအတ္တဒိဋ္ဌိကိုပယ်နှုတ်ရဆိုတာဘာပြောတာတော့အတ္တဒိဋ္ဌိဆိုတာကကိုယ့်ရဲ့ခန္ဓာကြီးကိုငါလို့သူလို့ထင်တဲ့အထင်ပေါ့တေတံကဒီခန္ဓာမှာငါတို့သူတို့ပုဂ္ဂိုလ်တ attva တို့ဆိုတာမရှိဘူးလို့ဆိုတယ်ရုပ်တဘာဝနံတဘာဝတွေပေါင်းစုပြီးတော့အလုံးလုံးနေကြတဲ့သဘောဖြစ်ပြပြောင်းလဲနေတဲ့သဘောတဘာဝတရားကြီးပဲရှိတယ်ဒီထင်ရှားရှိတဲ့ယုံနံတက္ကာယတရားကိုပုဂ္ဂိုလ်လို့ထင်မယ်တ attva လို့ထင်မယ်ငါလို့ထင်မယ်သူလို့ထင်မယ်ဆိုလို့ရှိရင်ဒါကိုအတ္တဒိဋ္ဌိလို့ခေါ်တယ်တဲ့ဟုတ်လားအဲ့ဒီအတ္တဒိဋ္ဌိကိုပထမဥစွာပယ်နှုတ်ရမယ်ပယ်နှုတ်ရမယ်ဆိုတဲ့စကားဒီစူးဝင်နေတယ်ဆိုတဲ့အဓိပ္ပာယ်ကိုလည်းပဲပြောဆိုပြီးသားဖြစ်တယ်စူးဝင်နေလို့ဒါလည်းဒါကိုပယ်ရမယ်နှုတ်ရမယ်လို့ပြောတာဟုတ်လားတရားဓမ္မတို့ဦးဇင်းတို့ရဲ့စိတ်ထဲမှာဆွဲမြဲမြဲကိုနော်ဆွဲလန်းသွားစူးဝင်နစ်မြုပ်နေတဲ့ငါလို့ထင်တဲ့သူလို့ထင်တဲ့အထင်တွေအများကြီးမရှိဘူးလားရှိတာပေါ့အဲ့ဒါကိုနှုတ်နိုင်ရင်အဲ့ဒီဥစ္စာကိုလည်းပဲဦးဇင်းတို့သမုဒ္ဒေရပံအပြင်ပယ်နိုင်မယ်ဆိုရင်ဒါအရိယာဖြစ်တယ်ခေါ်တာပါပဲဟုတ်လားအေးထားတော့အဲ့ဒါဦးဇင်းတို့ပထမကြိုးစားရမှာကဘာလို့ဗျာအတ္တဒိဋ္ဌိကိုပယ်နှုတ်ရမယ်နောက်ဒုတိယကဘာတဲ့တော့ဒီခန္ဓာတည်းဟူသောလောကကိုသုံးညတတန်ဖိုးမဲ့တဲ့နော်အနှစ်သာရစိတ်သုံးတဲ့သဘောအနေနဲ့
မြင်အောင်ကြည့်ရမယ်လောကကြီးကိုသုံးညသဘောလို့ပြောတာကိုတချို့ကြားဖို့မေးထင်ပါတယ်မှန်တယ်လောကကြီးဟာသုံးညသဘောပဲသုံးညဆိုတာဘာလို့ဘာတန်ဖိုးမှမရှိတဲ့သဘောကိုသုံးညလို့ခေါ်တာမဟုတ်လားဟုတ်တယ်နော်အဲ့တော့ဦးဇင်းတို့ဒီခန္ဓာတည်းဟူသောလောကဟာလည်းပဲသုံးညသဘောပဲတဲ့ဘာဖြစ်လို့သုံးညလို့ပြောရတော့ဆိုတော့ခိုင်မြဲတယ်ဆိုတဲ့နိစ္စအနှစ်ကင်းစိတ်တဲ့အတွက်ကြောင့်ဒီခန္ဓာလောကကြီးသုံးညဖြစ်တယ်တဲ့နောက်ချမ်းသာတယ်ဆိုတဲ့ဒုက္ခအနှစ်မရှိတဲ့အတွက်ကြောင့်ဒီခန္ဓာတည်းဟူသောလောကသည်သုံးညဖြစ်တယ်တဲ့သုံးညတဖြစ်တယ်နော်နောက်ပြီးတော့ဦးဇင်းတို့အစိုးရတယ်ဆိုတဲ့အတ္တအနှစ်ကင်းတဲ့အတွက်ကြောင့်ဒီခန္ဓာတည်းဟူသောလောကသည်သုံးညဖြစ်တယ်တဲ့ဟောအနှစ်သာရဘယ်နှမျိုးပြောတော့သုံးမျိုးနေရှာဆိုတဲ့ခိုင်မြဲတဲ့အနှစ်မရှိဘူးဒုက္ခဆိုတဲ့ချမ်းသာတဲ့အနှစ်မရှိဘူးအတ္တဆိုတဲ့အစိုးရတဲ့အနှစ်မရှိဘူးတော့နေရှာဆိုတဲ့ခိုင်မြဲတဲ့အနှစ်မရှိတဲ့အတွက်ကြောင့်ဒီခန္ဓာလောကသည်အနိစ္စမမြဲတဲ့သဘောဒုက္ခဆိုတဲ့ချမ်းသာတဲ့အနှစ်ကင်းစိတ်တဲ့အတွက်ကြောင့်ဒီခန္ဓာကိုယ်တည်းဟူသောလောကသည်ဒုက္ခသဘောဟုတ်လားနောက်ပြီးတော့ပါတော့အတ္တဆိုတဲ့အစိုးရမှုမရှိတဲ့အတွက်ကြောင့်ကင်းစိတ်တဲ့အတွက်ကြောင့်ဒီခန္ဓာလောကသည်အနတ္တအစိုးမရမပိုင်သားတဲ့သဘောဟုတ်လားအဲ့ဒါပိဋကပေါင်းသူတော်ကောင်းတို့ရိုးရိုးလေးပြောမယ်ဆိုရင်တော့ဘယ်လိုနားလဲရမှာတော့အနိစ္စဒုက္ခအနတ္တဆိုတာကိုကောင်းကောင်းသိရမယ်မြင်ရမယ်အဲ့ဒါကိုမြင်ရင်းသိပဲနေရင်နေရှာဒုက္ခအတ္တအနှစ်သာရတွေကင်းစိတ်နေတဲ့အတွက်ကြောင့်လောကကြီးတွေတန်ဖိုးမဲ့တယ်ခန္ဓာတွေတန်ဖိုးမဲ့တယ်ဆိုတဲ့အနေအထားကိုမြင်ပြီးသားဖြစ်မသွားဘူးလားဖြစ်သွားတယ်ဒါကြောင့်ဦးဇင်းတို့အတ္တဒိဋ္ဌိကိုပယ်နှုတ်ပြီးတော့ဒီခန္ဓာတည်းဟူသောလောကကိုသုံးညတလို့မြင်အောင်ကြည့်မယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ကိုသေမင်းကမမြင်နိုင်ဘူးအဲ့ဒီပုဂ္ဂိုလ်ဟာသေခြင်းတရားကလွတ်မြောက်မယ်ဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့အသေးလွတ်ချင်တယ်ဆိုလို့ရှိရင်အတ္တဒိဋ္ဌိကိုပယ်နှုတ်ပြီးတော့လောကကိုသုံးညတလို့မြင်အောင်ကြည့်ရမယ်အဲ့လိုကြည့်တဲ့နေရာမှာအဓိကအကျဆုံးလိုအပ်ချက်ကဘာလို့ဆိုတော့တတိပဲဒါကြောင့်မို့လို့လည်းမြတ်စွာဘုရားကရှေ့တန်းတင်ပြီးတော့ဟောမထားဘူးလားမောဂရာဇတထာတတောတဲ့တထာဆိုတာအမြဲတမ်းနော်တတ္ထာမဟုတ်ဘူးနော်တာရဲ့ဓာတွေရေးချရဲ့တထာအမြဲတမ်းနော်တတောဆိုတာတတိရှိရဒီခန္ဓာမှာအမြဲတမ်းတတိထားနေမယ်ဆိုလို့ရှိရင်ဒီခန္ဓာမှာငါတို့သူတို့ဆိုတာမရှိဘူးဆိုတာကိုအဲ့ဒီပုဂ္ဂိုလ်ကောင်းကောင်းသိနိုင်အတ္တဒိဋ္ဌိကိုပယ်နှုတ်ပြီးသားဖြစ်သွားမယ်ပေါ့တတိတကယ်ထားမယ်ဆိုလို့ရှိရင်ဟုတ်လားပြီးရင်ဒီခန္ဓာရဲ့ပုံမှာတကယ်တတိထားမယ်ဆိုလို့ရှိရင်တည်မြဲတဲ့သဘောချမ်းသာတဲ့သဘောအစိုးရတဲ့သဘောနေရှာဒုက္ခအတ္တအနှစ်မရှိဘဲနဲ့အနိစ္စဒုက္ခအနတ္တဒီသဘောတွေသာဖြစ်တယ်လို့လောကကြီးကိုတုံညတအနေနဲ့သူမြင်မသွားနိုင်ပြီဘူးလားမြင်သွားနိုင်တယ်အဲ့တော့ဦးဇင်းတို့တဲ့တူတူပြောရမယ်ဆိုရင်တော့တတိပဋ္ဌာန်ဘာဝနာတရားကိုကြိုးစားအားထုတ်ခြင်းသည်ပင်လေအတ္တဒိဋ္ဌိကိုပယ်နှုတ်ပြီးတော့လောကကိုတုံညအနေနဲ့မြင်အောင်ကြည့်ရရောက်တဲ့အတွက်ကြောင့်မိမိကိုယ်ကိုမိမိအသေးလွတ်အောင်ကြိုးစားနေတာလို့မဆိုနိုင်ဘူးလားအေးဒါအသေးကောင်းဖို့နဲ့အသေးလွတ်ဖို့ဒါတရားရဲ့ဒုတိယပိုင်းပေါ့နော်လူဘဝမှာသိခြင်းတရားသည်အလွန်ရေးကြည့်တယ်လို့သိပြီးတဲ့နောက်မှာအသေးကောင်းဖို့ကြိုးစားရမယ်တဆင့်တက်ပြီးတော့သာသနာနဲ့တွေ့တဲ့အခိုက်အတန့်မှာအသေးလွတ်ဖို့ကိုလည်းပဲကြိုးစားကြရမယ်ဟုတ်ရဲ့လားအေးအဲ့တော့ဦးဇင်းတို့တရားရဲ့ဏိဂုံးပိုင်းရောက်လာပြီနော်အဲ့ဒါလို့အသေးလွတ်ဖို့အသေးကောင်းဖို့ကြိုးစားအထုတ်တဲ့နေရာမှာဘယ်လိုခံယူချက်မျိုးနဲ့ဘယ်လောက်ထိဒကာဓမ္မတို့ဦးဇင်းတို့တွေကြိုးစားအထုတ်တဲ့တယ်လဲဆိုတဲ့အပိုင်းကလေးဟုတ်လားအေးဘယ်လိုခံယူချက်မျိုးနဲ့ကြိုးစားအထုတ်တဲ့တယ်လဲဒီချက်နဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့သာဂထာဝကတန်ရုပ်ပါဠိတော်မှာလာရှိတဲ့အာယုတုတ်တံဆိုတာလေးကိုဦးဇင်းတို့အကျဉ်းချုပ်ပြီးတော့ပြောခြင်းတယ်မြတ်စွာဘုရားကအခါတစ်ပါးမှာယဟန်တော်တွေကိုတရားဒေသနာတစ်ပုဒ်ဟောတယ်ဟောတဲ့တရားကဘာတရားလဲဆိုတော့သိခြင်းတရားကိုပြပြီးတော့ကုသိုလ်ကောင်းမှုကိုပြုဖို့တိုက်တွန်းတဲ့တရားပေါ့ယဟန်တို့သိခြင်းတရားဆိုတာအလွန်မြန်တယ်လူဘဝရဲ့နေရတယ်ဆိုတာအလွန်ဆင်းရဲတယ်ဒါကြောင့်ကောင်းမှုကိုပြုပြီးတော့မြတ်သောအကျင့်ကိုစွန့်စွန့်တမကျင့်သုံးတဲ့နေဝေဖွာလာတဲ့တတ္တဝါမသိဘူးဆိုတာမရှိဘူးနေရတဲ့အခိုက်အတန့်တွေမှာကောင်းတာကိုထိရောက်အောင်လုပ်တဲ့နေဆိုတဲ့အဓိပ္ပာယ်မျိုးမြတ်စွာဘုရားဟောတာအဲ့ဒါလိုဟောနေတဲ့အချိန်မှာဦးဇင်းတို့မြတ်စွာဘုရားနဲ့တကွယဟန်တို့ရဲ့ရှေ့မှာဘယ်သူရောက်လာတော့ဆိုတော့မန္နရောက်လာတယ်တဲ့ဟုတ်လားမန္နရောက်လာပြီးတော့မန္နကဘာလို့ရောက်လာတာတော့ဆိုတော့မြတ်စွာဘုရားရဲ့တရားဒေသနာတွေကိုနားပြီးတော့ယဟန်တော်တွေအတိတူးညံတူးတွေရသွားမှာကိုသူကသိဆိုးရင်တာဒါကြောင့်ရောက်လာတာရောက်လာပြီးတော့သူကဘာပြောတော့ဆိုတော့ဂါထာလေးတစ်ပုဒ်ရွတ်တယ်သူရွတ်တဲ့ဂါထာလေးတည်တည်ချာချာနားထောင်နော်ဘာရွတ်တော့ဆိုတော့ဒီဃာယုကမနုဿာနနန္တံဟိလေသူဘောရိသော
စရိယာခိရမတ္တောဝနတ္ထိမေဇုတ္တအာဂမောတဲ့အဓိပ္ပာယ်၄မျိုးသူပြောတာမြတ်စွာဘုရားကလူတွေရဲ့တတန်းဆိုတာတူတယ်အသက်ဆိုတာဆင်းရဲတယ်ဆိုပြီးတော့အသက်ရဲ့အပြစ်ကိုပြပြီးတော့ကောင်းတာကိုလုပ်ဖို့တိုက်တွန်းနေတာအဲ့ဒီချိန်မှာသူကဒီကထာလေးရွတ်ဘာပြောတုံဆိုတော့ဒီကာယုကမနုဿာနမနုဿာနလူသားတို့ရဲ့အာယုအသက်ဆိုတာဒီကအလွန်ရှိတယ်တဲ့ဟောလူတွေရဲ့အသက်ဆိုတာဘာလဲတော့အလွန်ရှိတယ်တဲ့ဘယ်သူပြောတာတော့မနဲ့ပြောတာနော်ဒီကာယုကမနုဿာနနနဟိလေသူဘောဓိတော့အသိဉာဏ်ရှိတဲ့သူတော်ကောင်းဆိုတာဒီအသက်ကိုမကဲ့ရဲ့သင့်ဘူးတဲ့ဘယ်သူပြောတော့မနဲ့ပြောတာနော်သူတော်ကောင်းဆိုတာအသက်ကိုဘာတဲ့တော့မကဲ့ရဘူးတဲ့ပြီးတော့သူဘာဆက်ပြောတော့ဆိုတော့စရိယာဒိဋ္ဌစရိယာခိရမတောဝဘဝမှာဘလို့နေထိုင်တဲ့နှုံဆိုလို့ရှိရင်နွားနို့တောက်ပြီးတော့ရစ်နေတဲ့ကလေးတယောက်လိုနေတဲ့နေတဲ့ပျော်ပျော်ကြီးနေပေါ့ဟုတ်လားဘယ်သူကပြောတာတော့မနကပြောတာနော်ဘဝမှာနွားနို့တောက်ပြီးတော့ရစ်နေတဲ့ကလေးတယောက်လိုနေတဲ့နေတဲ့စရိယာခိရမတောဝနောက်ဘာဆက်ပြောတော့ဆိုတော့နတ္ထိမေဇုတ္တအာဂမောတေမင်းရဲ့ရောက်လာတယ်ဆိုတာမရှိပါဘူးတဲ့ဟောဘယ်နှမျိုးပြောတော့၄မျိုးပြောတယ်ပြန်ပြောမယ်နော်လူတွေရဲ့အသက်ဆိုတာရှည်တယ်သူတော်ကောင်းဆိုတာအသက်ကိုမကဲ့ရဲ့တဲ့ဘူးနွားတို့တောက်ပြီးတော့ရစ်နေတဲ့ကလေးတယောက်လိုဘဝမှာနေတဲ့နဲ့တေခြင်းရဲ့ရောက်လာခြင်းဆိုတာမရှိဘူးတဲ့ဆန့်ကျင်ဘက်ကြီးလာပြောတာနော်အဲ့လိုပြောတဲ့အခါကျတော့မြတ်စွာဘုရားကဂါထာတစ်ပုဒ်နဲ့ပြန်ပြီးတော့တုံ့ပြန်ရတယ်ပေါ့မြတ်စွာဘုရားပြန်ပြီးတော့ဟောတဲ့ဂါထာကအဲ့ဒီဂါထာနဲ့ဆန့်ကျင်ဘက်ပဲအပ္ပယုကမနုဿာနဟိလေယနံသူဘောဓိတောစရိယာဒိဋ္ဌတိသောဝနတ္ထိမေဇုတ္တနာဂမောတဲ့မြတ်စွာဘုရားဆိုတာကအလုံးရဲ့ပုံမှာလွှမ်းမိုးနိုင်စွမ်းရှိတယ်ပြောလိုက်တဲ့စကားကလုံးဝပြန်ပြီးတော့လှမ်းနိုင်စရာအကြောင်းကိုမရှိဘူးဘာပြောတော့ဆိုတော့အပ္ပယုကမနုဿာနလူတွေရဲ့အသက်ဆိုတာတူတူလေးတဲ့သောတော်ကမနကလူတွေရဲ့အသက်ရှိကြီးလို့ပြောတာနော်ခုပါတဲ့တုန်းလူတွေရဲ့အသက်ဆိုတာတူတူလေးဟိလေယနံသူဘောဓိတောတဲ့သူတော်ကောင်းဆိုတာဒီအသက်ကိုများများကဲ့ရဲ့ရှုံချတဲ့နေတဲ့ဒီချာမှတ်နော်ဒါဘယ်သူပြောနေတာတော့မြတ်စွာဘုရားပြောတာစရိယာဒိဋ္ဌတိသောဝခေါင်းကိုမီးလောင်တဲ့ပုဂ္ဂိုလ်လိုဘဝမှာနေရမယ်တဲ့ခေါင်းမီးလောင်တဲ့လူကဒီမီးကိုငြိမ့်သက်ဖို့အတွက်သူအရေးကြီးကြိုးစားတယ်လို့ကောင်းတာကိုလုပ်ဖို့မြတ်သောအကျင့်ကိုကျင့်ဖို့ဘဝဝဆင်းရဲကထွတ်မြတ်အောင်ကြိုးစားတဲ့နေရာမှာဒီလိုလုံလဝရိယမျိုးနဲ့ထက်သန်စွာကြိုးစားပြီးတော့နေရမယ်ဆိုတာကိုပုံပေါ်အောင်ပြောတာဟုတ်လားမနကတော့နွားနို့တောက်ပြီးတော့ရစ်တဲ့ကလေးလိုနေရမယ်တဲ့မြတ်စွာဘုရားကတော့ဘယ်လိုနေခိုင်းခေါင်းကိုမီးလောင်တဲ့ပုဂ္ဂိုလ်လိုနေရမယ်တဲ့နတ္ထိမေဇုတ္တနာဂမောသိခြင်းတရားရဲ့ရောက်မလာဘူးဆိုတာမရှိပါဘူးတဲ့တစ်ချိန်ချိန်မှာသိကြပေါက်ရောက်လာမှာပါဟုတ်လားတပည့်တော်ပေါင်းသူတော်ကောင်းတို့ဆန့်ကျင်ဘက်မြတ်စွာဘုရားမပြောဘူးလားပြောတယ်ဒီနေရာမှာဥရှင်စဉ်းစားမိတာလေးတခုပြောခြင်းအဲ့ဒါပါလဲဆိုတော့ဒီကာရမတို့ဥရှင်တို့တွေမနတ်ကိုဘယ်သူမှသဘောမကျပါဘူးအကောင်းလည်းမထင်ပါဘူးဒါပေမဲ့လို့ကိုနေတာထိုင်တာကတော့မနတ်ပြောတဲ့စကားနဲ့တော်တော်ညီတယ်လို့ထင်တာပဲစဉ်းစားကြည့်နော်မနတ်ကိုသဘောမကျတော့လည်းပဲကိုနေထိုင်ပြောဆိုနေတာတွေကတော့မနတ်ပြောထားတဲ့စကားနဲ့တော်တော်ညီညွတ်တယ်လို့ဆိုရမလို့ရှိတယ်မနတ်ကလူတွေရဲ့အသက်ဆိုတာအရှိကြီးလို့ပြောတယ်ခင်ဗျားတို့ကျတို့ကဘယ်လိုထင်တာလဲရှည်ကြီးလို့ထင်တာသိခြင်းတရားကိုဘလောက်အဝေးကြီးထိပို့ထားတာဟိုးအဝေးကြီးထိပို့ထားတော်တော်နဲ့မရောက်ဘူးလို့တွက်ထားတာမဟုတ်လားအသက်ဆိုတာအရှိကြီးလို့ထင်တာနော်ပြီးတော့ဗာပြောတော့မနတ်ကသူတော်ကောင်းဆိုတာအသက်ကိုမကဲ့ရဲ့သင့်ဘူးတဲ့မြတ်စွာဘုရားကတော့အသက်ကိုကဲ့ရဲ့ရှုံချရမေးတဲ့ကိုဘယ်ဘက်မှာပါလဲစဉ်းစားကြည့်အသက်ကိုကဲ့ရဲ့ရှုံချရဲသလားသေမယ်ဆိုတဲ့စကားလေးကြားရင်တော့ဗာပြောတော့ဖွာဟဲ့လွယ်ပါစေဖယ်ပါစေနမိတ်မရှိနမမရှိကြက်သေးမရှိမင်္ဂလာမရှိမပြောပါနဲ့ဆိုပြီးတော့သေခြင်းသဘောတရားကိုဘာမှမပြောရဲဟုတ်တယ်မဟုတ်လားသေခြင်းကိုကဲ့ရဲ့ရှုံချဖို့နေနေတာကမတို့အသက်ဘယ်လောက်ရှိပြီဆိုပြီးတော့မွေးနေပွဲတွေဘာတွေလုပ်ပြီးတော့အသက်ကိုတောင်ချီးမွမ်းကန်ထုတ်ပြီးတော့ဂုံပြုတ်နေကြတာတွေမရှိဘူးလားမွေးနေပွဲလုပ်တာတွေဘာတွေကိုဦးဇင်းတို့ပုတ်ခတ်တာမဟုတ်ပါဘူးကုသိုလ်ကောင်းမှုလုပ်တာကောင်းပါလေသို့တော့အသက်ကိုရှုံချရမယ်ကဲ့ရဲ့ရမယ်လို့မြတ်စွာဘုရားကတော့အတိလင်းဟောထားမနတ်ကတော့အသက်ကိုမကဲ့ရဘူးလို့ပြောထားတယ်စဉ်းစားတရားလေးတွေပြောတာနော်တကယ်ကြီးမိုက်ပြနွားလို့တောက်ပြီးတော့ရစ်နေတဲ့ကလေးတယောက်လိုနေရမယ်ဆိုတဲ့မနတ်ရဲ့စကားကတော့ဒကာဓမ္မတို့ဦးချင်းတို့တွေတွေ့ကွက်တိကိုဝင်နေတယ်လို့ထင်တာဟုတ်တယ်မဟုတ်လားအခုဟာနဲ့ကိုအဟုတ်ကြီးထင်ပြီးတော့မေ့မျောပြီးတော့ဟုတ်လားတနေ့သိရမယ်ဆိုတာလူတိုင်းသိပါတယ်သို့တော်လည်းပဲအဲ့ဒီသိထားတဲ့အတိကလေးကတခါတလေတနေ့သာကုန်သွားတယ်ခေါင်းနဲ့တခါမှရောက်မလား
ကိုတွင်းနဲ့ကိုဟာနဲ့ကိုဟုတ်ထင်ပြီးတော့ဖို့မိပရမိဒါမေ့နေကြတာနော်ဘလို့နေကြတာတော့နွားတို့တောက်ပြီးတော့ရစ်နေတဲ့ကလေးလိုကွတ်တွက်ကိန်းနဲ့ကိုတော့အဟုတ်ကြီးပါပဲမသေးခင်တော့တော်တော်ဟုတ်တာပါပဲသေးပြီဆိုတော့မှမျက်နှာငယ်လေးနဲ့ကြောက်ကြောက်လန့်လန့်တုံတုံလှုပ်လှုပ်သေးသွားကြတာပဲများပါတယ်ဟုတ်လားဒါကြောင့်ပေးတဲ့ပေါင်းသူတော်ကောင်းတို့မနက်ကိုသဘောမကျတော့လည်းပဲကိုနေတာထိုင်တာကတော့မနက်ပြောတဲ့စကားနဲ့တော်တော်ညီညွတ်နေတယ်လို့မရှိဘူးလားမြတ်စွာဘုရားကတော့ဘယ်လိုပြောတာတော့ခေါင်းကိုမီးလောင်တဲ့ပုဂ္ဂိုလ်လို့ကျင့်သုံးရမယ်လို့ပြောတာကောင်းတာကိုလုပ်ဖို့အတွက်ဘလောက်မြန်းတရားဓမ္မတို့ဦးဇင်းတို့တွေဟာပြပြတလဲဖြစ်ဘူးတလဲစဉ်းစားကြည့်ပေါ့ဒါဦးဇင်းတို့လည်းဒီတိုင်းပဲချမ်းမထားခဲ့ပါဘူးဟုတ်လားဒါကြောင့်ပေးတဲ့ပေါင်းသူတော်ကောင်းတို့မနက်ကတော့သေခြင်းရဲ့ရောက်လာခြင်းသည်မရှိလို့ပြောတယ်မြတ်စွာဘုရားကတော့သေခြင်းရဲ့ရောက်မလာခြင်းမြည်သည်မရှိလို့ပြောတယ်ရောက်လာလိမ့်မယ်ဟုတ်လားသို့တော်တရားဓမ္မတို့ဦးဇင်းတို့တွေကဘလို့ထင်နေတော့တော်တော်နဲ့တော့မလာသေးပါဘူးလို့ထင်တာအဲ့ဒီတော်တော်ကဘလောက်ကြာကြာတော်တော်လဲဆိုတာအကန့်အသတ်မရှိဟုတ်တယ်မဟုတ်လားအေးဒါကြောင့်ပေးတဲ့ပေါင်းသူတော်ကောင်းတို့အာယုတုတ်တံဘယ်လိုခံယူခြင်းမျိုးနဲ့ဘဝမှာဘယ်လိုနေထိုင်ကျင့်သုံးတဲ့လဲဆိုတာလေးဒီထဲမှာတသိတရေတာမတွေ့ရဘူးလားဗျာတွေ့ရတယ်နော်ဒီနေရာမှာလူတွေသိခြင်းတရားကိုသိလဲသိပါတယ်ကိုရှိကသိပြသွားကြတဲ့လူတွေကိုကြည့်ပြီးတော့လည်းပဲဩဒါရှောင်လို့မရဘူးလွှတ်လို့မရဘူးလို့နားလည်ကြပါတယ်သို့တော့သိပြီမဲ့လို့တော့ကိုဟာနဲ့ကိုအမေကြီးမေ့ပြီးတော့နေကြတာပဲမများဘူးလားနော်ဟုတ်ဦးဇင်းတို့မြတ်စွာဘုရားလက်ထက်ကကုံတယ်ကြီးတယောက်ရှိတယ်ဒီကုန်းချုပ်ကလေးပြောအောင်ပဲဟုတ်လားလူတွေရဲ့အဖြစ်ကလေးဒီနေ့အပြင်ကိုယ့်ရဲ့အဖြစ်ကလေးကိုပြန်ပြီးတော့ရိပ်မိနိုင်ဖို့ပေါ့နော်ကုံတယ်ကြီးတယောက်ရှိတယ်အဲ့ဒါဒီနေ့သူကလှဲပေါင်း900လုံးနဲ့တဝဋ္ဌိဘက်ကိုရောက်လာတာသူကဗာရဏသီပြည်ကအဲ့ဒါရောက်လာရင်လည်းဦးဇင်းတို့မြည်ရည်တွေကကြီးရောကြီးတော့သူရောက်လို့တဲ့နေရာကိုသူမသွားနိုင်အဲ့ဒီမှာကုံတွေကလှဲပေါ်မှာအပြည့်မြည်ရည်ကလည်းအခြားကြီးနေတာဟိုဘက်ကန်းကိုတော်တော်နဲ့မကူးနိုင်ဘူးအဲ့ဒါနဲ့မြည်ရည်ကျသွားပြီဆိုတော့ရောင်းလို့ဝယ်လို့ကအဲ့ဒီချိန်မှာတိတ်ပြီးတော့အဆင်မပြေတော့ဘူးပေါ့အဲ့ဒါနဲ့သူကဘယ်လိုစဉ်းစားတော့ဆိုတော့သူကဘာတွေရောင်းတာတော့ဆိုတော့ဦးဇင်းတို့အဝတ်အထည်ရောင်းတာအဲ့ဒီခါကဦးဇင်းတို့ပန်းမွန်ကလေးတွေနဲ့အယောင်ဆိုးပြီးတော့နော်ဝတ်ပန်းအထည်ဆိုတာသူရောင်းတာပေါ့အဲ့ဒါသူကငါပြန်နေလို့ရှိရင်အိမ်ပြန်နေလို့ရှိရင်အချိန်လေးသိကြမယ်လမ်းစိတ်တွေသိကုန်မယ်အဲ့ဒီတော့မထူးပါဘူးငါဒီတဝဋ္ဌိမှာပဲငါဆက်နေပြီးတော့မိုးလေးလားနှွေလေးလားဆောင်းလေးလားတော့ကလပ်ပတ်လုံးငါဒီမှာနေပြီးတော့ဒီအဝတ်ထည်တွေကိုရောင်းချပြီးတော့ဒီမှာပဲငါနေလိုက်တော့မယ်လို့သူကအဲ့လိုစဉ်းစားပြီးတော့နေနေတာတော့တပည့်လက်သားတွေအများကြီးနဲ့တော့လှဲဝိုင်းကြီးချပြီးတော့ရောင်းချပြီးတော့ပဲနေတော့မယ်ဆိုပြီးတော့စိတ်ကူးထဲမှာဘယ်လိုကူးထားတော့ဆောင်းလေးလားမိုးလေးလားနှွေလေးလားတော့ဒီမှာပဲရောင်းချပြီးတော့နေလိုက်တော့မယ်အဲ့လိုသူစဉ်းစားပြီးတော့နေနေတာအဲ့ဒီအချိန်မှာဦးဇင်းတော်မြတ်စွာဘုရားဆွမ်းခံကြွလာတော့အဲ့ဒီကုံတယ်ကြီးကိုမြင်တယ်မြင်တော့မြတ်စွာဘုရားကပြုံးတော်မူတယ်တဲ့အဲ့ဒါကိုရှင်အနန္ဒာကသိတော့မြတ်စွာဘုရားကိုအကျိုးကြောင့်လျှောက်တော့မြတ်စွာဘုရားကပြောတယ်မိန်ရှိတယ်စိတ္တအနန္ဒာဟောဒီကုံတယ်ကြီးဟာဆောင်းလေးလားနှွေလေးလားမိုးလေးလားငါဒီမှာပဲကြောင်းချပြီးတော့နေမယ်လို့သူစိတ်ကူးပြီးတော့နေနေတာတကယ်စင်စစ်သူကနောက်9ရက်ပဲနေရတော့မှနောက်9ရက်ပြည့်ရင်သူသိမှာအဲ့ဒါကို तू မသိဘူးအဲ့ဒါကိုမြင်လို့မြတ်စွာဘုရားပြုံးတယ်အဲ့လိုမြတ်စွာဘုရားလည်းအမိန့်ရှိလိုက်ရောရှင်အနန္ဒာကအလွန်တနာသွားတာပေါ့ဘာမှမသိဘူးကိုကနောက်9ရက်နေရင်သိရတော့မှစီမံကိန်းကြီးဆွဲထားတာကနှစ်ပေါင်းများစွာဟုတ်လားအဲ့ဒါနဲ့တနာလွန်းလို့ဆိုပြီးတော့တပိတ်သင်္ကန်းလေးယူပြီးတော့နောက်နေ့မနေ့ကျတော့အဲ့ဒီကုံတယ်ကြီးရှိရကိုကြွလာတယ်ရှင်အနန္ဒာကကုံတယ်ကြီးကလည်းတရားတရားနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဆိုတော့ရှင်အနန္ဒာကိုဆွန်းနေပါလိကတ်ဆွန်းပုံပေးပြီးပြီဆိုတော့ရှင်အနန္ဒာကလိမ္မာပတ်နဲ့တိုက်ရိုက်ကြီးမပြောဘယ်ကစပြောတော့ဆိုတော့တခါကြီးအသက်အန္တရာယ်ဆိုတာသိနိုင်ခဲ့တယ်ဒါကြောင့်မမေ့မလျော့နေတဲ့နေတဲ့လူသားလေးပြောတယ်အဲ့တော့ကုံတယ်ကြီးကလည်းပဲလိမ္မာပတ်တဲ့လူတစ်ယောက်ပဲရှင်အနန္ဒာရဲ့မျက်နှာရည်မျက်နှာကဲပြောပုံဆိုပုံကိုကြည့်ပြီးတော့ तू ဘာမှပြောသလဲမသိဘူးအကျုံးမဲ့ဒါမပြောဘူးဆိုတာကို तू ခံမှတ်မိအဲ့ဒါနဲ့ကုံတယ်ကြီးကပြန်မေးတယ်ရှင်ဗျာပုံမှန်လင်းလင်းပြောပါတပည့်တော်မှာအသက်အန္တရာယ်များဖြစ်နိုင်သလားအဲ့ဒီလိုမေးတော့မှဖွင့်လာပြီဆိုတော့မှရှင်အနန္ဒာကဓာတ်ရိုက်ပြောတော့တာတခါကြီးဟုတ်တယ်တဲ့သင်ကိုမြတ်စွာဘုရားကအမိန့်ရှိတယ်ဒီကုံတယ်ကြီးဟာ9ရက်အတွင်းမှာသေလိမ့်မယ်လို့အမိန့်ရှိတယ်အဲ့လိုပြောလိုက်တော့ကုံတယ်ကြီးကမြတ်စွာဘုရားမှာလည်းယုံကြည်တဲ့ပုဂ္ဂိုလ်ဆိုတော့အလွန်တရာမှထိတ်လန့်တုန်လှုပ်သွားတယ်ဟုတ်လားငါ9ရက်ပဲနေရတော့မှာတဲ့ပေတပေါင်းသူတော်ကောင်းတို့သူတော်ဘာမှဖြစ်နေတယ်ဆိုတာကနော်ဦးဇင်းတို့ဗမာစကားပုံတစ်ခုရှိပါတယ်မီးဆိုတာကိုယ့်ထီမှာကိုပူတာပေါ့နော်
သူများဖြစ်နေတာတွေကိုကြားရင်စိတ်ထဲမှာခံစားချက်ကအရင်ကြီးမပြင်းထန်ပေါ့တကူစားလေးပြုတ်ကြည့်ပေါ့ကိုချင်းလေးစမ်းကြည့်ပေါ့ငါကော9ရက်လောက်ပဲနေရတော့မယ်လို့မြန်ဖြစ်ခဲ့မယ်ဆိုဘယ်လိုနေမလဲဆိုတဲ့အတွေးလေးနော်ကိုကုံနေကြီးကသူ9ရက်လောက်ပဲနေရတော့မယ်ဆိုတဲ့စကားကိုလည်းကြားလိုက်ရောသူဘလောက်ထိတ်လန့်တုန်လှုပ်သွားမလဲအဲ့ဒါနဲ့သူဘာလုပ်တော့ဆိုတော့အာကိုရရှာတဲ့အနေနဲ့ဘုရားမှုရှိတဲ့တန်ဃာတော်တွေကို9ရက်တိတိပင့်ပြီးတော့ဆွမ်းကတ်တယ်တဲ့ဟုတ်လား9ရက်တိတိပင့်ပြီးတော့ဆွမ်းကတ်ပြီးတော့အဲ့ဒါဆွမ်းအနုမောဒနာတရားမြတ်စွာဘုရားဟောတဲ့အခါမြတ်စွာဘုရားကပါဟောတော့ဆိုတော့ဣဒဝတ္တဝတိတ္တမဣဒဟေမန္တဂိမိန်တုဣတိဘာလဝိစိန်တေတိအန္တရာယောနဘုဇ္ဇတိဟောဒီလောကကြီးမှာအသိဉာဏ်မရှိကြတဲ့မိုက်မဲကြတဲ့ပုဂ္ဂိုလ်တွေဟာတွေကကာလငါဘယ်မှာနေမယ်ဆောင်းကကာလငါဘယ်မှာနေမယ်မိုးကကာလငါဘယ်မှာနေမယ်ဆိုတဲ့အတွေးတွေနဲ့နေကြတာတဲ့ငါဘယ်ချိန်ဘယ်ကာလဘယ်နေရာမှာသိရလိမ့်မယ်ဆိုတဲ့ကိုယ့်ရဲ့ပျက်စီးမှုတည်းဟူသောဘေးကိုကြတော့မမြင်ကြရှာဘူးတဲ့ရိုးရိုးလေးပါမြတ်စွာဘုရားဟောတယ်နော်အသိဉာဏ်မပြည့်စုံတဲ့ပုဂ္ဂိုလ်တွေဟာဘယ်အချိန်မှာဘာတွေလုပ်ပြီးတော့ဘယ်လိုတွေနေပြလိုက်မယ်ဆိုတာကိုပဲစဉ်းစားနေကြတာဘယ်အချိန်မှာပျက်စီးသွားမလဲဆိုတာကိုကြတော့တစ်ချက်ကလေးမှမစဉ်းစားမိဘူးဒကာဓမ္မတို့ဦးဇင်းတို့ရဲ့ဖြစ်နေမတူဘူးလားနော်နေရေးကိုပဲအကြီးအကျယ်စဉ်းစားနေကြတာဘာတွေလုပ်မယ်နော်ဘယ်လိုနေပြလိုက်မယ်ဒါတွေကိုပဲအကွက်ချပြီးတော့စီစဉ်နေကြတာနော်ဒီဘယ်အချိန်မှာဘယ်နေရာမှာငါဘာတွေဖြစ်သွားနိုင်တယ်လဲဆိုတာကိုကြတော့ဘယ်သူမှထဲမတွက်ဘူးအဲ့ဒီလိုအဓိပ္ပာယ်ရှိတဲ့ဂါထာလေးကိုမြတ်စွာဘုရားဟောလိုက်တော့ကုံနေကြီးဟာသောတပတ္တိမေညာကိုရတယ်တဲ့သောတပန်ဖြစ်တယ်ပေါ့အဲ့ဒါမြတ်စွာဘုရားအကြောင်းတော်ကိုပြန်ကြွပြီဆိုတော့မြတ်စွာဘုရားကိုသူလိုက်ပို့တယ်လိုက်ပို့ပြီးတော့ပြန်လာပြီဆိုတော့အိမ်မှာအိမ်ရောက်ပြီဆိုတော့ခေါင်းခဲတယ်ခေါင်းကိုက်တယ်ခေါင်းနာတယ်ဆိုပြီးတော့အိပ်ရတဲ့ဝင်ပြီးတော့အိပ်တယ်အဲ့ဒီအိပ်ရတဲ့တင်ပဲကွယ်လွန်အိဆာရောက်တယ်ဒါကွယ်လွန်တော့ဘယ်ရောက်သွားတော့ဆိုတော့တုတိတနတ်ပြည်ကိုရောက်သွားတာနော်အဲ့တော့ဦးဇင်းတို့ပေးတဲ့ပေါင်းတော်ကောင်းတို့ကုံသေးကြီးကတော့မြတ်စွာဘုရားရဲ့ဂုဏ်ကျေးဇူးကြောင့်သိရမယ်ဆိုတာကိုသိသွားတဲ့အတွက်ကြောင့်နောက်ကုသိုလ်ကောင်းမှုတွေကိုပြုရင်းဖြင့်ကောင်းရမြတ်ရကိုသူရောက်သွားတယ်ပေါ့နော်တရားတို့တွေဘာတွေလဲရသွားတယ်ပေါ့တရားဓမ္မတို့ဦးဇင်းတို့တွေကြတော့သိရမယ်ဆိုတာကိုကြိုးပြီးတော့လည်းမသိကြဘူးသိတော့လည်းပဲမစဉ်းစားမိကြဘူးပေါ့ဟုတ်လားအဲ့ဒီတော့ဘာဖြစ်တုံဆိုတော့မိမိရောရောပေါ့ပေါ့ဆားဆားပဲအနေများနေကြတာပေါ့နော်ဒါကြောင့်ကုသိုလ်ကောင်းမှုတွေကိုပြုဖို့အတွက်များစွာတွန်းအားပေးနိုင်တဲ့မိမိရဲ့ပျက်စီးရမယ့်အနေအထားသိဆုံးရမယ့်အနေအထားတွေကိုများများစဉ်းစားဆင်ခြင်ပေးဖို့မလိုဘူးလားလိုတယ်သာသနာတော်နဲ့တွေ့တဲ့အခါမှာသိခြင်းကောင်းဖို့သိခြင်းလွတ်ဖို့ဆိုတာကိုလည်းပဲမိမိတို့ရဲ့အဓိကအလုပ်တစ်ခုအနေထားပြီးတော့စူးစမ်းအထောက်ကြဖို့မလိုဘူးလားလိုတယ်အဲ့တော့ဦးဇင်းတို့ဏီကုန်းချုပ်ဘာပြောခြင်းတော့ဆိုတော့ဘဝမှာဘယ်လိုခံယူချက်မျိုးနဲ့ဘာတွေကိုပဲလုပ်နေဟုတ်လားလူတွေဆိုတာကတော့ခံယူချက်တစ်မျိုးစီနဲ့နေကြတာပဲလေဟုတ်လားဘယ်လိုခံယူချက်မျိုးနဲ့ဘာတွေကိုတန်ဖိုးထားပြီးတော့ဘာတွေကိုပဲရှာပြီးတော့ဘာတွေကိုပဲလုပ်နေဒီခန္ဓာကိုယ်ကြီးကတော့သိခြင်းတရားစီကိုဥတည်ပြီးတော့သွားနေတဲ့ဒုက္ခကြီးကမရက်တဲ့အတွက်ကြောင့်တဖြည်းဖြည်းနဲ့နီးလာတယ်ဆိုတာကတော့မသေးကြဘူးလားသိကြတယ်နော်တောင်ကျမြစ်တစ်စင်းစီးဆင်းနေတယ်လို့အရက်မရှိအနာမရှိသွားနေတဲ့ခရီးဖြစ်တဲ့အတွက်ကြောင့်သာတယုံကိုအဆွဲခံရတဲ့နွားတကောင်ရဲ့ခြေလန်းတိုင်းဒီသိခြင်းနဲ့နီးလာတယ်လို့ဒကာဓမ္မတို့ဦးဇင်းတို့ရဲ့ဘဝလည်းပဲပြည့်စည်ခြင်းနဲ့နီးလာတယ်ဘာတွေပဲလှုပ်ဘလို့ပဲစဉ်းစားဟုတ်လားငါတို့အသေးကောင်းအောင်လုပ်ဖို့အသေးလွတ်အောင်လုပ်ဖို့အရေးကြီးတယ်လို့သိမသိကြိုးစားသည်ဖြစ်စေမကြိုးစားသည်ဖြစ်စေဘလို့ပဲနေပေါ့ဟုတ်လားသိကြတာကတော့ဒီခန္ဓာကိုယ်ကြီးကသိခြင်းစီကိုဥတည်ပြီးတော့မပြတ်သွားနေတဲ့အတွက်ကြောင့်သိဖို့ကတော့နီးလာတယ်ဆိုတဲ့အချက်ကမသိကြဘူးလားသိကြတယ်နော်ဒါကြောင့်ပြည်သက်ပေါင်းတော်ကောင်းတို့ဘဝဆိုတာဘာလဲဆိုတာနဲ့ပတ်သက်ပြီးတော့မျိုးအဓိပ္ပာယ်ဖွင့်ကြတာရှိတယ်ပေါ့ဒီနေ့မှာဦးဇင်းတို့ပြောနေတာကဘဝဆိုတာသိခြင်းစီကိုဥတည်ပြီးတော့သွားနေရတဲ့ခရီးတစ်ခုမျှသာဖြစ်တယ်လို့ပြောဆိုခဲ့မယ်ဆိုရင်ဘယ်သူများညင်းနိုင်မလဲမညင်းနိုင်ဘူးနော်ဒါကြောင့်သိခြင်းကောင်းဖို့သိခြင်းလွတ်ဖို့ကြိုးစားသည်ဖြစ်စေမကြိုးစားသည်ဖြစ်စေလက်ခံသည်ဖြစ်စေလက်မခံသည်ဖြစ်စေဘလို့စိတ်တဲ့တင်နဲ့ဘာတွေကိုပဲလုပ်ပြီးတော့နေနော်ခန္ဓာကိုယ်ကြီးကတော့တေရွာစီကိုတလက်ဆက်သွားနေတဲ့အတွက်ကြောင့်တစပူပြီးတော့တေဖို့နီးလာတယ်ဆိုတာလေးကိုပဲဦးစားပေးပြီးတော့စဉ်းစားကြဖို့မလိုဘူးလားလိုပါတယ်ဒါကြောင့်ပြည်သက်ပေါင်းသူတော်ကတော့ဒီကနေ့ညရှောင်လွှဲ၍မရသောအရာဆိုပြီးတော့သိခြင်းတရားနဲ့ပတ်သက်ပြီးတော့ပြင်းတို့အပိုင်း၃ပိုင်းလောက်ပိုင်းခြားပြီးတော့ပြောလိုက်ပါတယ်ဟုတ်လားပထမပိုင်းကဘာတော့သိခြင်းသဘောရဲ့နော်အနေအထားကလေးတွေနော်သိခြင်းတရားဆိုတာဘယ်လိုသဘောရှိသလဲဆိုတာလေးကိုဦးဇင်းတို့ပြောခဲ့ဘူးလားနော်
ဘေရွယ်မှာသိမယ်ဘေချီမှာသိမယ်ဘာယောဂနဲ့သိမယ်အလောင်းကောင်းဘယ်နှပြည့်ရမယ်ဘယ်ဘဝရောက်မယ်ဆိုတာမသိနိုင်ဘူးဘာလို့ဆိုသိခြင်းတရားမှာအကြောင်းတရားတွေများတယ်တတန်းကုန်ရင်လည်းသိမယ်ကံကုန်ရင်လည်းသိမယ်နှစ်ပါးစုံကုန်ရင်လည်းသိမယ်ဥပိ္ပစေတကကံနဲ့လည်းသိနိုင်တယ်ဟုတ်လားဒါကြောင့်ဦးဇင်းတို့ပေးတဲ့ပေါင်းတော်တို့သာသနာတော်မြတ်နဲ့တွေ့ရတဲ့လူသားတစ်ယောက်ဖြစ်နေတဲ့အခိုက်အတန့်မှာသိခြင်းတရားရဲ့ဓာတ်တွေကိုသိပြီးတော့မြင်ပြီးတော့အသေးကောင်းဖို့အသေးလွတ်ဖို့ကြိုးစားအထောက်ဖို့မလိုဘူးလားအေးအဲ့တော့အသေးကောင်းဖို့အသေးလွတ်ဖို့ဆိုတဲ့အပိုင်းမှာတော့ဦးဇင်းတို့အများကြီးပြောခဲ့တယ်နော်အေးကုသိုလ်ကောင်းမှုတွေကိုဆွမ်းအားရှိသမျှပြုပြီးတော့တတိပဋ္ဌာန်ဘာဝနာတရားများပွားများအားထုတ်မယ်ဆိုရင်အထူးသဖြင့်တတိပဋ္ဌာန်ဘာဝနာတရားအားထုတ်မယ်ဆိုရင်အသေးမလွတ်နိုင်ဘူးလားလွတ်နိုင်တယ်အသေးမလွတ်သေးခင်မှာလည်းပဲဒီဘဝခရီးတို့လေးရဲ့အဆုံးသက်ကိုကောင်းမွန်မသွားစေဘူးလားကောင်းမွန်သွားစေလိမ့်မယ်ဟုတ်လားဒါကြောင့်တတိပဋ္ဌာန်တရားကတော့အသေးလွတ်ဖို့ဆိုရင်လည်းဟုတ်တယ်အသေးကောင်းဖို့ဆိုရင်လည်းဟုတ်တယ်ပေါ့ဟုတ်လားဒါကြောင့်ဦးဇင်းတို့နွားတို့တောက်ပြီးတော့ရစ်နေတဲ့ကလေးတယောက်လို့ဆိုတဲ့မာနရဲ့စကားလို့မဖြစ်စေဘဲနဲ့ဟုတ်လားခေါင်းမီးလောင်တဲ့ပုဂ္ဂိုလ်လို့ကျင့်သုံးရာဤဆိုတဲ့မြတ်စွာဘုရားရဲ့စကားတော်ကိုလိုက်နာသောအားဖြင့်ကုသိုလ်ကောင်းမှုများကိုစွမ်းအားရှိသမျှနော်အရေးတကြီးကြိုးစားအထောက်ရင်းဖြင့်အသေးကောင်းဖို့အသေးလွတ်ဖို့ကြိုးစားအထောက်ကြဖို့မလိုဘူးလားလိုပါတယ်ဒါကြောင့်ပေးတဲ့ပေါင်းသူတော်ကောင်းတို့သည်ကုသိုလ်ကောင်းမှုများကိုစွမ်းအားရှိသမျှပြုရင်းဖြင့်တတိပဋ္ဌာန်ဘာဝနာများကိုပွားများအထောက်ရင်းဖြင့်အသေးကောင်းအောင်ကြိုးစားနိုင်ကြတဲ့အသေးလွတ်အောင်ကြိုးစားနိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုပြီးတော့ရှောင်လွှဲ၍မရသောအရာဆိုတဲ့တရားကိုမေတ္တာပို့ပြီးတော့အဆုံးသတ်ကြရအောင်နော်တရားနည်းနည်းရှည်သွားတယ်ဗျ